Dirinya kemarin karena mengusirkan lagi sinarnya terjadi. Agama kau alami bagi juga semua menakan nama Aminah Katamu Yusuf Dojem Nabinya. Yoga kau dihijiya kami yang kanan terondo di dogerami. Kirang keno loka hidayah nano namo mahakarudikana sana. Yona no wikiya nasa akadawati. Nanga si palola danda mumau kagami. Nasa minya jesino nyamyari. Apa kau dihiji gerikawa ide tentang jename. Apa miya dibedai dah kaya jenama masai mano. Alale ati siri kawa sijano kalano. Roga hidayah tanda roga josiba roga. Jadi jogerani osla ada cire inga. Bisa jimatami kami terhadani sendiri. Jadi kawe kawe kedo buku. Rondo kaya janji dan cukup ayo kaya di sini. Bila cinjalo atas kaum menyalo sewang pura ikannya. Kalau ada nanti banyak suara kamu kaya cari. Agar ini kata jawabnya yang mereka berkata sikit mahajuda senjata. Kata nada widi yang kata pada mati. Yang nasi kuala dalam dalam kali. Nada dinya dosa dia. Nama yuti jauh jauh kamu jauhi. Kalau yuju si kujini. Aduh awalnya sendiri sebagai tadi. Agak lemah yang dulu. Bila dunia malah Orang yang tahu dalam diri, jika dalam diri malah, kalau orang separuh yang biar ada mana, ayo dan diri surasi. Kalau yang dulu besar dia, esok yang dia malah sunnah. Saya pilih dia malah sunnah. Dikir dia itu naik lagi kaya. Naik lagi kaya mana? Itu jadi apa ni? Sekali orang itu jadi. Ini tu jadi apa? Ini berapa terus? Nampu yang boleh lagi nampu. Nah, dia. Ojo boleh dia ini jika tu jadi kenal. Kerana orang tahu dia nampak. Dia pura boleh dia nampak. Nah. Ini dia boleh nak awak sinja. Jika saya boleh dia bukan sendiri boleh. Ini saya jadi agak banyak kerja dulu sudah. Direka terusnya berumah. Direka terlalu banyak dulu ia namanya maksudnya. Mak orang sangat. Ini adalah dia sarkas. Sarkas bergerak ini memang sarkas beliau tidak. Nama. Alam dia ni bergerak dia bergerak sarkas beliau memang cinta lah. Cinta. Sarkas beliau punya. Sarkas beliau memang itu semua. Apa dia Dia apa? Harapan sudah yang apa? 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 Teknik ilmu.
ဘယ်လိုမှောင်ပြီးတော့ဘယ်လိုပေါ်ပြပြီးတော့ကားလာတာနော်မှန်ပါအဲ့ဒီလိုပါလို့အင်္ဂလိပ်ပြောရိုးသားလို့ခေါ်တယ်မှာမရှိတယ်လို့ရှင်းပါတယ်ရှိအားရတာအဲ့ဒီတုတ်တန်မှာလက်ဆောင်ရတာသတ်တာဝဲမှာအားရတာဆရာနဲ့ဒီပြောတဲ့စကားကိုလက်ဆောင်ရတာဒီပြီးတော့ဆရာတို့ဖြစ်အောင်ဟောတာနော်ဆရာတို့ကိုရသတ်တာဝဲမှာဆရာတို့ကိုဒီအဲဒီလိုဒီပြီးတာသုတ်တန်မှာဒီကတော့အဲဒီလိုကြတော့သုံးပါးဆိုတဲ့ဒီနာရီလို့ရှိအဲဒီသုံးပါးဆိုတဲ့ဒီကမှာဒီရောက်ဆိုတဲ့ဒီဘုံလို့ရှိလက်တော်များကအဲဒီသုံးပါးဆိုတဲ့တဲ့ဆိုတော့သုံးပါးအရင်ကနေဒီကဆိုတဲ့ဒီဘုံကဒီကိုရောက်နေတဲ့အချိန်မှာဒီဘက်ကလည်းလက်ဆောင်တာပေါ့ဒီကြောင့်ရတယ်လို့ဒီဝါပြန်ပြောတာတော့ဒီမှန်တာနဲ့နေတဲ့အခါရှင်းအနန္တတိကပြန်ပြီးတော့ပြန်နော်လက်ဆောင်ရဟောတဲ့တရားဟာဘယ်မှာဟောခဲ့တာလို့ဆိုရင်အတ္တနိုင်ဒီသုတ်တယ်ရဲ့ပါလူဘာပဲရလူကယုံကြည်အောင်ရှိဖြစ်ဒီဆိုဒီရဲ့ရပေါ့အတိုင်းဆိုင်ရာတတ်တဲ့မှာချက်ကျန်တာကတော့ပြောနေပြီတမ်းဆိုတဲ့အားအချင်းဒီလိုပြောတယ်ဒီမှတ်တမ်းအဲပြန်ပြန်ပြီးတော့ဟောလို့ရှိတယ်ဒီတော့လာတယ်ညတော်ဘုရားကသုံးပါးခရယကတေရကဆိုတဲ့ဒီဘုရားဒီကိုရောက်နေတဲ့အခါဟောဒီတရားကိုဟောတာတရားဝဲတရားဝဲခုလည်းပဲဘာသာပြည့်စုံတဲ့တရားမှာဟောရဲဆိုတာအများရှိတယ်ဟုတ်နော်မှန်ပါဗျာကိုယ်တော်ကလည်းသောတာပန်တရားဒီလိုနဲ့အားလုံးမှတ်ရရှိတယ်ဒီလိုကအာဝိမဟောဒီလိုကလည်းဒီလိုဟောတယ်ဆိုတဲ့ဒါတော့လည်းရောက်ရှိတဲ့တရားတွေရဲ့မှတ်တမ်းနဲ့သုတ်တယ်လည်းမရှိပါဘူးဗျာအခုဒီတရားသုတ်တယ်ကြတော့ဆက်ဆောင်ရတော့ပါပြီဒီကဆိုတဲ့ဒီဘုရားမှာဟောတာဟောရတဲ့အခါမှာလက်ဆောင်ရဒီသုတ်တယ်ကိုဘာသာစာလို့ဆန္ဒဝေကြောင်းဒါတရားနာတဲ့ပုဂ္ဂိုလ်တွေလက်ဆောင်ရဆက်ကဘယ်လိုကြည့်လဲလို့မှတ်ပြီးနော်ဆက်ကဘယ်မှာဆရာနဲ့ဒီလိုပြောနေတဲ့စကားလေးကမှတ်သားတယ်ရှိတဲ့ကိစ္စမှာနံပါတ်မှာသိရတဲ့နာဘယ်မှာဆင်းရဲတဲ့ထားရည်ရှိဒီလိုစံဒါလာလို့ခေါ်တယ်။ဒါပါရီကဘယ်ကိုညောစံဒါလို့ခေါ်တယ်။အဲဒီစံဒါလာဆိုတဲ့ဒီမျိုးတွေကအဲဒီဒီကိုအဲ့ဒါလို့ခေါ်တယ်။ကျောင်းကမာယာစာရိစာပြပြီးစူဝါရှာတယ်။ဒါမှတောင်းစားတဲ့လူကလည်းဒီပုံကပေါ်ပြီးတော့တောင်းစားတာဒီတိုင်းယူတောင်းတယ်လို့မရဘူးနော်။အဲဒီစီရတဲ့ကလည်းနံပါတ်မှာမာယာအကလည်းသူအပြရလေအတိကိုထည့်ပြီးတော့ပါဗျာ။အဲဒီဘာသာမှာကလည်းဆရာကိုစံဒါကဝတိတော်စံဒါကဝါထောင်အကလို့ပြောရတယ်။စံဒါကဒီဝါထောင်ကသူ့ရဲ့လို့ဆိုရှင်ကလည်းအာမန်ကသူ့ရဲ့ဒီကအာမိကလို့ခေါ်တယ်။ဒီလိုလည်းမှာတရားဉာဏ်ပြမယ်လူတွေလည်းရှိမဲ့လူတွေဘာလို့လာတာအဲဒီမှာဆရာကမတ်တက်ရပြီးသူ့ကိုကုန်းပေါ်မှာဘလုံးကြီးထားမယ်မြေတံမြင့်နဲ့ဘလုံးကြီးထား
ဘုရားနာမတော်လို့ဟောသူ့ရဲ့အဖြစ်ကိုအဲဒီလိုမျိုးပတ်တဲ့ပါအခုရောက်တဲ့အခါဆရာကဘယ်လိုကိုပြောတဲ့အခါဒီရဲ့ဘာလို့ဖြစ်ရလဲအဲ့ဒီချိန်မှာဆရာကြီးကဗာနာပြောလို့ဆိုလို့ရှိရင်ဒီဘာလဲဒီဟာကိုချိန်လို့မာရကိုချိန်လို့ဆရာကြီးကဒီလိုစတဲ့ဒေသမှာတာနော်ဆရာကြီးကနမ်းပြောတယ်ဒီဘာလဲဒီဟာကိုချိန်လို့အာမေကိုချိန်တယ်ဒီလိုတို့အပြန်အလှန်ချိန်လို့မှာဘုရားရဲ့တက်ကိုကြားရတယ်ဒီကပြေးတဲ့ဆံဝေးလေးကိုရမယ်။ဘင်းနဲ့ရှော့ရှော့ရှိရှိဒီကတိုင်းမရှိတဲ့ဘာပဲကနေတော့ဆင်းလို့ရတယ်။အဲဒီလိုဒီလေးတွေကဟုတ်ပါရဲ့။ဒီလိုမှသူတို့ဆိုင်ပြီးတော့အောက်ရတယ်။ဒါတော့စာပြုတ်ကြတယ်မှာအနာရအောင်လို့သူကတော့လို့လို့မှာသူတို့ကမှဒါမျိုးရှိတယ်ဟောပါတယ်လေဒီမှာဟောမှာလေအဲ့လိုတည်းကြီးကိုပြတဲ့ချိန်မှာဆရာကြီးကဒီလိုလာပြောတယ်ဒီမှာဟောနေတာလည်းပြည့်နေတယ်ဆိုတော့ဘာလဲပေါ်ရောက်နေတဲ့တည်းကဒါလည်းပြောလို့ဆရာကြီးအဲ့လိုမဟုတ်ဘူးနေတယ်ဆရာကကျွန်တော်ကိုကျွန်တော်သိတယ်ဆရာကဆရာကိုဒီလိုကိုယ်ကိုချိန်ရတာနဲ့ကျွန်တော်တို့ပြတဲ့တက်ကြတယ်ကြားတယ်ကျွန်တော်လည်းအောက်ချောချောချီပြန်ရောက်တယ်အဲ့ဒါကိုကြည့်ရအောင်အဲ့ဆရာပြောတဲ့ကဒီပြောတဲ့ကတက်သူဒီလားသူလားတို့ပါဗျာဒီလိုမျိုးဒီအမှတ်တာဆရာကြီးကပြောတာလေဒီလိုချင်းအားကိုလေးနဲ့အားကိုလေးနဲ့ဒီလိုအပြန်အလှန်ထိမှလို့အားရတဲ့အောင်ကြီးဒီလိုကကြာတော့မဟုတ်ဘူးဆရာနဲ့ဆရာကိုဆရာထိတ်တယ်တော့ကျွန်တော်ထိတ်တယ်ဟုတ်ကဲ့အဲ့ဒါမျိုးတော့ဆရာကဒီကနားလေးကိုနားလေးချက်ပြီးမြတ်စွာဘုရားကဝိပါဒ်ပေးတယ်အေးဒီသာကဘယ်မှာရေပြောတဲ့စကားဘာပါလဲယောဂီရှိတယ်တဲ့ရေပြောတဲ့စကားအဲ့ဒါအာယုရှိတယ်မှာဖြစ်တယ်ဆိုရင်လည်းသူ့လိုမဟုတ်နော်ဟုတ်ပါသောတပန်ညာယောဂီကပါဟောတာငါဘာလို့ဘုရားလည်းရှင်တော်မြတ်ကသောတပန်ရဲ့ပြောတဲ့စကားဟာတတ်တာကိုကာဝဲတဲ့မှာညာယောဂီကနိလန်ကြပါလေလို့မဂ္ဂဝါရှင်ဘုရားလည်းရှင်တော်မြတ်များ၏အဝေါစာကောင်းစွာမပြေနေကြတော်မူခဲ့ပါလေတည်းဆိုတာရှင်ရတာကအမေမိကသားမီးကိုဆောက်ရှောက်တယ်ဘေကသားမီးကိုဆောက်ရှောက်တယ်ဒီဘုရားဘာသာတွေအချင်းချင်းဆောက်ရှောက်တယ်ဒီလိုပြောကြတာနော်မှန်ပါတကယ်လည်းကြည့်လို့ရှိရင်ပုဂ္ဂိုလ်ကမထိဘူးဆိုလို့ရှိရင်အမေမိကတော့ထိနိုင်ပါမနိုင်ပါဘူးဗျာအေးမိကတော့ထိနိုင်သားမီးတွေကသူ့အတူထိမှဖြစ်မသိဘူးဆိုလို့ရှိရင်အမေရှိရှိတာကောင်းနေပါတော့ကိုယ်ရပြောချင်တော့မှမေးခဲ့ပါလိမ့်မသိဘူးမှာနော်သူကမသိရင်သူကောင်းဖြစ်ပါမဖြစ်ပါဘူးအေးအမေကလည်းတာမီးကိုချိန်တယ်ဆိုလို့သူကသူ့ကိုသူချိန်ပါတာမီးကိုချိန်နေတာအမေတို့ကဒီကအရင်ကဖဲရတယ်ကဲသူ့ရဲ့သူချိန်လို့မှလုံးဝပါဗျာလုံးဝကိုချိန်တယ်ဆိုတော့ဘုရားပါဗျာအမေကသားမီးကိုချိန်တယ်အမေကသားမီးကိုချိန်တယ်သားမီးကပြီးတော့ချိန်တယ်တော့ရှင်းတယ်လက်တွေ့ပါလေမှန်ပါအပေါ်ရင်းကဟိုအောင်ဟုတ်ဘူးတကယ်လက်တွေ့ကြရတာ
အမေတို့လည်းသူကကောင်းနေကြီးပဲကြောင့်မိသားစုကလည်းသူစားလို့နိုင်ပြီးတော့ကောင်းဒီကအကယ်ကမလို့တောင်းစားမရှိဘူးဒီဝါရေးကျူးတဲ့ဒီမှာတာဝီရဲ့ဒီမှာအားကြဒီပါစီအပြေကောင်းတော့တာဝီကောင်းအမေကလည်းဒီလိုတရားနဲ့အိမ်မှာဒီလည်းစိတ်ဆိုင်ကကောင်းတာဝီရဲ့စိတ်ဆိုင်ကကောင်းအဲ့ဒါအမေတို့တွေ့နေအဖေတို့တွေ့နေသူတို့ကောင်းတယ်သူတို့ကောင်းနေပြီကြောင့်ပြည်သားစုရောကောင်းပါလေဗျာဟုတ်တယ်အေးကိုယ်ကထိနေတယ်ဆိုတော့ပြည်သားစုကောင်းဘယ်လိုမှလုပ်မရဘူးအဖေကမကောင်းဆိုလို့ရှိရင်တာမီးတွေကောင်းပါဗျာဆရာမမကောင်းဆိုရင်တပည့်တွေကောင်းပါဗျာဆရာတို့တွေကကိုထိနေတယ်ဟောတပည့်တွေကလည်းဆရာကိုနေတာလည်းသူတို့လည်းဥဒိတာကိုထိညာမိသားစုအတွင်းမှာလည်းသူတို့ဥဒိတာကိုထိအမေကတော့ကောင်းတယ်တာမီးတွေလည်းကောင်းပါအကယ်၍မိကတာမီးကိုထိနေတယ်ဆိုတဲ့ချိန်မှာကိုရှိတယ်ကိုထိလို့ရကွယ်ရတာတာမီးမှာလို့တဲ့ဆိုမသိနိုင်ဒါရီရတော့သူကချိန်မချင်းသူ့ကိုယ်ကစောင့်ရှောက်မချင်းအားကောင်းတယ်လို့အမေကတော့ထိနေရပါမရပါဘူးဗျာမရဘူးမရတော့လက်ပါရီဟိုဝတ္ထုတွေတကယ်ဖြစ်ဖြစ်ပြည့်နေတာပဲဟုတ်ကဲ့မှန်ပါတော့ဒီမှာမကြားရင်ဆိုပဲဒီဘာကတော့လေးလေးဟောသားကြီးကဘယ်လိုမှလေးလို့မရဒီညာဒီတော့ဆိုကြတော့အဝေးရဲ့ခြေနာရတဲ့အားရှိအောင်ကြောက်သွားတယ်ကိုယ်ပဲထိမချင်းပဲဟောအောင်မှန်ပါအဲ့ဒါကြောင့်လူတိုင်းကသူများကောင်းကိုကောင်းမှသူများကောင်းမိသားစုတွေမှာမိဘကောင်းသာသမီကောင်းသာသမီကောင်းရင်မိဘကောင်းတာဟောသာသမီကောင်းလို့မိဘကောင်းတာလားဆိုတော့သူသာသမီကလေးပါပဲလေးပါမှာဘုမိဘကိုလည်းကောင်းတာလို့ပြောရအဲ့တော့သာသမီကောင်းရင်လည်းမိဘမှာပေါ်တဲ့တာလေမိဘကောင်းလို့ရှိရင်သာသမီကောင်းတာဆရာကောင်းလို့ရှိရင်ဒီကြီးတွေမှာကောင်းတာဒီကြီးကောင်းတော့လည်းဆရာပေါ်တဲ့တာပဲဒါတွေကပြန်ပြီးတော့အနိစ္စအမြင်ရှိတယ်ဆိုလို့ရှိရင်သူ့ကိုထိမှန်ပါအပြည့်အစုံထိတယ်ဆိုတာတန်ခါမှထိရစိတ်ကိုထိလို့မရဆိုတော့လူတယောက်ကိုထိတာလေလူတယောက်ကိုထိတဲ့ဘုရားတော်ဒီဘက်ကျရာဆန္ဒတော်ထိလို့ရတော့သူစိတ်ဘယ်လိုထိလို့ရမရဘူးဘုရားမင်းကြီးရဲ့ဆန္ဒပြတော်မင်းကြီးသာနာကိုရှိဘုရားမင်းကြီးစီကနေပြီးတော့ဟဋ္ဌိကန္တမန္တန်လို့ခေါ်တယ်ဆင်းရဲချစ်တဲ့မန္တန်ပေါ့အဲ့ဒီမန္တန်လေးပြီးတော့စောင်းကြည့်လိုက်လို့ရှိရင်တော့ဆင်းရဲနေတာအကျော်ကြီးညွတ်ပြီးတော့ရောက်လာဆင်းရဲကိုဖမ်းနေတယ်အဲ့ဒီမန္တန်နဲ့ဖမ်းခုခေတ်ကတော့ဆင်းရဲတဏ္ဍနဲ့ဖမ်းတာဟုတ်ကဲ့နောက်ပြီးအကျိုးပေးပြီးတော့ဖမ်းတာဘုရားမင်းကြီးကတော့ဟုတ်သူကမန္တန်လေးကိုရွတ်လိုက်ပြီးတော့စောင်းလေးကြည့်လိုက်တာနဲ့တော့ဆင်းရဲကြီးတွေကမနေနိုင်ဘူးသူစီရောက်လာတာပြေဦးလာအိန္ဒိယမှာပလွေဖို့လိုက်ဝေလာရတာပြေဦးတော့ဟုတ်လားပလွေဖို့လိုက်တာနဲ့ပလွေလာရတာနဲ့ဝေရမှာမနေနိုင်ဘူးတော့တဲ့ဝေရှူပလွေဖို့ရှိကိုရောက်လာတာအဲ့ဒါလိုပဲဟဋ္ဌိကန္တစောင်းဆိုတာဟဋ္ဌိကန္တမန္တလေးကိုရွတ်ပြီးတော့စောင်းလေးကြည့်လိုက်တာနဲ့တော့ဆင်းရဲတယ်အဲ့ဆန်းတယ်မလို့အကုန်လုံးသူစီရောက်လာအဲ့ဒီဥဒေနာမင်းကြီးစီကအဲ့ဒီဘာသာတော်ရတယ်လို့သာသနာ့တော်ရမင်းကြီးကဥဒေနာမင်းကိုအားလီတယ်ပြီးတော့ခါတာတော့လေဆယ်အပြုဆယ်ရုပ်ကြီးလို့ဒီဆယ်စစ်အောင်အဲကလူတွေဝင်ခုပြီးကြောက်ဆက်တယ်လို့ပေါ့လူဝင်ကားတဲ့ဆယ်လူတွေရောက်ပြီးတော့အဲ့မှာဥဒေနာမင်းကိုထောင်ရောက်ဆင်ပြီးတော့ခါတာဥဒေနာမင်းဖမ်းလာရဆိုတာအဖမ်းလာရတဲ့ကဥဒေနာမင်းကြီးကမန္တလိုချင်တာဥဒေနာမင်းကဈေးကလည်းအေးပြီးမယ်မန္တလိုချင်ပြီးဒါကမန္တတင်တယ်ဆိုရင်ဆရာပြည်ကြီးကတော့ရှိခိုးရတယ်
အဲ့ဒီတော့ဆန္ဒတွေတက်လာတယ်အမေဘုရားရှိခိုးတယ်အရှိခိုးတယ်လို့ပြောတယ်တင်မပြေးရင်လည်းအခါကြီးတော့တောင်းချဒီချရင်ချနေရာကားရုပ်ကိုတော့မပိုင်နေတယ်အားစိတ်ကိုမပိုင်ဘူးသူပြောတဲ့စကားလေးကိုကြည့်ဟုတ်လားမှန်ပါခန္ဓာသာဝတိကဒီဘကိုတိုက်နေတယ်အဲ့ဒီကိုထင်နေပါနိုင်ငံပါတော့ဗျာအမေမေကြောင့်လို့အိမ်မှာခဏနေကောင်းနေတယ်နေပြီးရှိတဲ့ချိန်နေကောင်းနေတယ်စိတ်ကတော့တောင်းစုနေမှာဟုတ်လားစိတ်ကတော့အပြင်းရောက်နေအဲ့တော့ဒီနေ့မှာကကိုယ့်ကိုယ်ကိုထိန်းမချင်းပြုရထိန်းနေတယ်ဆိုတဲ့အပြည့်စုံနေဘူးဒါကြောင့်မို့ရသော်လည်းအဲ့ဒီပြောတာဘာဝကြဆရာကိုဇာလေးသင်္မာကျွန်တော်ကိုသိဆိုတဲ့ကချက်ချက်ပြီးတော့ကြည့်အမေကအမေပါဒီနဲ့အမေကောင်းအောင်လေအမေကအမေပါဒီကောင်းအောင်လေသားတို့ပြီးတော့လည်းကောင်းတယ်ဆိုပြီးကြားဘူးလားကြားပါဘူးအေးသားတို့ကြီးကကောင်းနေလို့ရှိရင်အမေကြီးကလည်းအော်ကာလမှာကြည့်ရှိတယ်ဘုရားလုံးလို့အကျဉ်းနဲ့သိတာသိတာအကျဉ်းနဲ့သိသားသမီးကိုကြည့်ပြီးတော့မိဘကအောင်မိဘကိုကြည့်ပြီးသားသမီးကအောင်ကောင်းတယ်ဆိုတော့ကောင်းလို့လားအဲ့လိုမဟုတ်ဘဲနဲ့ခဏလို့မလို့ပါဘူးဆရာမလို့ပါဘူးဆိုတော့အမေကချုပ်ကြတယ်အမေကချုပ်ကြတယ်မရဘူးနော်မှန်ပါဗျာဒီတဲ့ဘုရားရဲ့ဆိုတော့အဲ့ဒီတွေပြောတဲ့စကားရင်းရှိတယ်ဒါကြောင့်ကိုယ့်ကိုယ်ကိုသိနေမှဆိုကြအဲ့တော့ကိုယ့်ကိုယ်ကိုသိနေတာတော့အရဟံဝိသမိတိတတိဗရဏံသေဝိတကံပရမဝိသမိတိတတိဗရဏံသေဝိတကံအရဟံဒီကိုရတိတာမိချင်းလေးဆောက်ရှောက်မယ်ဆိုတဲ့အနေအားဖြင့်တတိဗရဏံတတိဗရဏတရားကိုပါဝိတကံပေါ်များတဲ့ပေါ်ရတဲ့ပါပြီးတော့အရဟံဒီကိုရတိတာမိချင်းလေးဆောက်ရှောက်မယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလည်းတတိပ္ပံတတိပ္ပံတရားကိုသိပြီးတဲ့ကံဒီဝိတ္တပါပြီကူရဲ့ဘဂဝါရှိတော်မလည်းခင်ဆရာမြတ်ဗျာဒီအဝါစာကောင်းစွာအပြီမိကြတော်မူခဲ့ပါလေတည်းအေးအတ္တနာဝိဒ္ဓာဒီကိုယ့်ကိုယ်ကိုထိမယ်ဆိုတာအားနဲ့ထိတယ်မရှိဘဲနဲ့ထိလို့မရဘူးအချင်းချင်းတွေကကိုယ့်ကိုဘာနဲ့ထိရမလဲဆိုတော့လက်ဆောင်ရကတတိပ္ပံဒေဝိတ္တဗံတတိပ္ပံတရားကိုအသုံးချပါတတိပ္ပံတရားကိုအသုံးချပြီးတော့ထိရမယ်တတိပ္ပံလို့ဆိုရတာလေတရားရည်ကလည်းပြိတ္တတွေကရိတ်တာလို့ပြောပြီးတော့ပါနေတယ်ဘယ်နေရာမှာလဲနေတဲ့တတိပ္ပံနဲ့နေကြဟုတ်လားမှန်ပါဗျာတတိပ္ပံနဲ့နေတယ်ဆိုတော့ကိုယ်တို့ကကိုယ်ပြီးနေတာကိုပြောတာကိုကြည့်ကိုလို့တာကိုကြည့်ဆရာကြီးမရှိတာကိုလို့တာကိုကြည့်ကိုပြောတာကိုကြည့်ဟာကိုကြည့်နေရကိုလုံးနေတာတရားစိတ်ကတရားဒီလိုဖြစ်နေတာများလူရဲ့တဏ္ဍာမှာစဉ်းစားကြည့်ရရှိနေလူကတော့ထိုင်နေတယ်စိတ်ကတော့တောင်းအောင်ဒီလျှောက်တွေးနေတော့ဘာပဲနိုင်ငံသားမှာဆွေမျိုးသားချင်းရှိတဲ့ပုဂ္ဂိုလ်လူကတော့ပမာဏီမှနေတာပဲစိတ်ကနိုင်ငံသားရောက်ရှိအောင်ဟုတ်လားမှန်ပါဘူးဒီလူကတော့အိမ်မှာပဲလို့ဆိုစိတ်ကကွဲခင်းရောက်ရှင်နေကြအောင်မရှိသေးရောက်ရှင်နေကြအောင်မရဘူးရောက်ပါဘူးဗျာအဲ့တော့လူတွေနဲ့ကြားရည်ဖြစ်နေဘူးလားပြီးပါတော့ဗျာအေးလူကတော့အေးရတယ်အေးနေတာပဲစိတ်ကတော့တွေးနေတယ်ဟိုမနေ့ကိုပြန်ရောက်တယ်ဟိုနာလာတဲ့အချိန်ကိုပြန်ရောက်တယ်စသဖြင့်စိတ်ကပွားနေတယ်အခုမှဘာလဲလူလို့ဆိုလို့ရှိရင်အိမ်ကြီးမှာကဖွင့်ပြီးတော့ပြည်တာပြီးမိဘရှောက်လဲနေတာမဖြစ်ဘူးလားမှန်ပါဘူးစိတ်ဆိုတဲ့အတိတော်တရားတစ်ခုဟာမြတ်စွာဘုရားဒုရိမမဧကသာအာသရိကံဒုက္ခဉာဏ်စိတ်ကစိတ်ဆိုတဲ့သဘာဝဟာဒုရိမမအဝိဓုလည်းပွားတတ်တယ်ဆိုတော့တကယ်စိတ်ကခန္ဓာကိုယ်ရဲ့တွေ့ပြီးတော့အဝိဓုကိုသွားလာတော့မဟုတ်ဘူးဆိုတော့အဝိကအာယုကိုပြုနေတာကိုလည်းအဝိသွားတယ်လို့ပြောတာတင်စားပြီးတော့ပြောတာစိတ်ကတော့အရင်ထွက်သွားတာမဟုတ်ဘူးနော်မှန်ပါဗျာဒါတော့ခန္ဓာကိုယ်ရဲ့ဝိ
ကတော့တောင်းလာတယ်စိတ်ကတော့မဟုတ်ဘူးဖြူပြီးလာလို့ပဲလို့ရောက်မရှိဘူးလားဟုတ်ပါတယ်ဗျာအဲ့ဒါမျိုးလူမျိုးစိတ်နဲ့တခြားကြီးဖြစ်နေတာကိုယ်ကိုခဲတယ်လို့ပြောနိုင်မှာအဲ့ဒါပြောပါဦးဘာနဲ့ဥပမာလို့ဆိုအေဒရာဖတ်ပြီးတော့ရှောက်တယ်နာမည်ပြုတယ်အေဒရာဖတ်ပြီးတော့ရှောက်တယ်လို့ရှိရင်အေဒရာကိုယ်ပြီးတော့ကိုယ်မှာဟောဟုတ်ပါအေဒရာပစ္စည်းကပ်ပေါ်မှာဟောအခုလည်းပဲတို့တွေခန္ဓာအိမ်ကြီးတွေမှာစိတ်ကဆောင်းရှောက်တယ်စိတ်ကတခြားရောက်နေတယ်ဆိုလို့ရှိရင်ဟိုဒေါသတို့မောဟတို့ဆောင်းရင်းနဲ့ဆောင်းရင်းမှာပူဝဲလာတဲ့ကိုယ်ဒီမှာမဟုတ်တော့နော်အေးဒါတော့ဘုလိုကိလေသာဒီကိုယ်ကိလေသာတရားတွေဝင်ပြီးတော့ဆောင်းရင်းနဲ့ဆောင်းရင်းနဲ့ဟောခန္ဓာကိုယ်ထဲမှာဒေါသဝင်ပြီးတယ်ဒေါသဝင်ပြီးတယ်မောဟဝင်ပြီးတယ်စိတ်ကတခြားရောက်တာအဲ့ဒါမရှိဒါကြောင့်ဘုလိုဆက်တာပြနာပုဂ္ဂိုလ်ကိုစောင့်ဆိုတာပဋိပဒါတရားနဲ့တရားနဲ့ပြောတာ။အဲဒီပဋိပဒါတရားနဲ့နေမယ်ဆိုတော့ဘယ်မှာလဲနေရမှာလို့ဆိုတော့ခန္ဓာကိုယ်နဲ့နေခိုင်းတာပဋိပဒါတရားဆိုတာ။ပဋိပဒါအာယုကိုကြည့်နံပါတ်1ပြတဲ့မြတ်စွာဘုရားကာယ ानु ပဒနာကာယကို contemplation of the body ကာယကိုစူးစိုက်ပြီးကြည့်ကာယကိုဆိုတဲ့နေရာကိုယ်စရိပါတယ်ကိုယ်အောင်ပါတယ်ကိုယ်လက်ပါတယ်ကိုယ်ချီပါတယ်ကိုယ်ခန္ဓာကိုယ်မှာသုံးတဲ့ကုသနာတွေမှာဝင်ပေါ့ပယ်ရပဲဆိုင်ဆိုင်ပေါ့အဲ့ဒီမှာ34နာရီဆွဲပြီးဝင်လေရောရှိဘူးလားရှိပါတော့ရှိကာယလို့ဆိုတဲ့နေရာထွက်ပြီးဝင်လေကသာကိုယ်ခန္ဓာကိုယ်မှာဖြစ်ပြနေတာဒီပုံမှာအာရုံစိုက်ပြီးဟောခန္ဓာကိုယ်ကြီးပြီးစိတ်ကတခြားမတော်ဒီနာမှာရှိအားဖြစ်ဖြစ်ပြီးဒါလို့ဆိုလို့လားနော်တတိယကိုမြည်ဝဲပါဆိုတာအဲ့ဒါကိုဒိဋ္ဌာတော်ကိုပြောတာဟုတ်ကဲပြိဋ္ဌာကိုသမင်းချက်စဉ်းစားလိုက်ပါလို့သမင်းချက်နေတာလို့သိရင်ကိုစိတ်ကချားပြောင်းဘူးသမင်းချက်ဒီလိုသမင်းချက်တာစိတ်ကနေပြီးတော့လေးရောက်နေတယ်ဆိုလို့ရှိရင်သမင်းအိုးကတော့ဘုရားအိုးကဝေရလို့ကြောင့်မရှိဘူးဖြစ်ပြတာလေတဲ့ဘုရားဟုတ်ပါဗျာသူပြေလို့နေရာဒီပေါက်လာပြီးကြီးရဲ့ကြောင်းနေနော်မှန်ပါအဲ့ဒီလိုလူကတရားစိတ်ကတရားဖြစ်နေလို့ဒီမှာကဘီအောင်တွေတွေကအများကြီးဖြစ်တာပဲလူရည်တွေပြီးပြီးကြောင်းနေအဲ့ဒီလိုစိတ်နဲ့လူနဲ့ကကပ်လို့ပြဿနာတွေတဲ့နော်မှန်ပါဗျာအဲ့ဒါတရားနဲ့ဆိုတာဧကတော့အားလုံးကမဟုတ်ဘူးကိုယ်အိမ်မှာကိုအမြဲတမ်းမလုပ်လို့သိရှိနေဖို့ပဲကိုယ်နဲ့ခန္ဓာကိုယ်နဲ့ဘယ်လိုရှိရတာလဲပြောကောသတိသာသတိနာသတိဣတတိထိုင်သတိဆိုတာဟောဒီသတိလေးကပြီးတော့ကိုယ်စိတ်နဲ့ကိုယ်ခန္ဓာကိုဘယ်တော့မှအကွဲမပေါ်နေတယ်ဆိုလို့ရှိရင်ဒါကိုယ်ကိုဆောင်းရှောက်ရဲဆိုတော့ဒါပါအနန္တသေတာမိတိသတိပဋ္ဌာနာသေဝိဒကအတ္တမမြင်ကြီးကိုရေကာမီပြီးဆုံးရှောက်ပဲဆိုရဲပုဂ္ဂိုလ်အားလည်းသတိပဋ္ဌာနာသေဝိဒကသတိပဋ္ဌာနာတရားဥဒ္ဒါဖြင့်ရှင်းပြပေါင်းရပါမယ်လို့ဘဂဝါရှိဘုန်းတော်လည်းခင်ရှင်းတော်ပြတရားသည်အဝေါသအပေါင်းသောပတိဟောကြားတော်မူခဲ့ပါမည်တည်းပါဌာနကိုဥပဌာနဆိုတာအမှားရနေအောင်အာယုနဲ့တတိနဲ့တွဲကပ်ထားတာကိုတတိဌာနခေါ်တာတတိကတခြားပါဌာနကတခြားတော့ဥပဌာနကတခြားမဟုတ်ဘူးအာယုမှာဆွဲကပ်နေတဲ့တတိကိုပဲတတိဌာနခေါ်တယ်ဒီအာယုကိုခန္ဓာကိုယ်နဲ့တွဲပြီးတော့ဆက်ဆောင်ရလေကာယခန္ဓာကိုယ်မှာရှိပါတယ်ဝေဒနာစိတ်ထဲမှာခံစားမှုတွေပြောတယ်ဝမ်းသာတယ်ဝမ်းနည်းတယ်ဆိုတဲ့ခံစားမှုဝေဒနာတွေကိုရှိမှတာဝေဒနာဆိုတာစိတ်တိုင်းဆိုတာကိုယ်စိတ်ဒေါသစိတ်ဖြစ်တာဒေါသစိတ်ဖြစ်တာမောဟစိတ်ဖြစ်တာအဲဒီစိတ်ရဲ့အခြေအနေတွေကိုစိတ်နဲ့အာရုံထဲမှာကပ်
ကျန်တဲ့ဘာဝတရားတွေလူရင်းစေကူရာစသဖြင့်ကျန်တဲ့ဘာဝတရားတွေစိတ်နဲ့အာရုံနဲ့ကတ္တနာအာမနုသနာရှင်းရတယ်ကာယဝိညာဉ်စိတ်ကဓမ္မလို့ဆိုရင်ဒီဘာဝတရားတွေကိုယ်တိုင်မှာရှိတဲ့တရားတွေကြီးပဲအကျဉ်းအားတရားတွေခုမှမဟုတ်ဘူးကိုယ်တိုင်မှာရှင်းနိုင်တဲ့ဘာဝတရားတွေကိုယ်တိုင်မှာရှင်းနေတဲ့ဘာဝတရားတွေကိုမြတ်စွာဘုရားအာယုကပ်ပြီးဒီပါလို့ပြောတာနော်မှန်ပါဗျာအဲ့လိုဒီဖြစ်ခြင်းကိုယ်ကိုသိနေသောကြောင့်ဖြစ်တာရှိကိုယ်ကိုသိနေသောကြောင့်လာလို့ရှိရင်ကိုယ့်ရဲ့ဘာဝတရားကိုလည်းဆောက်ရှောက်ရရှိပါတယ်ဘယ်လိုဆောက်ရှောက်ကိုယ်ကောင်းမှုတွေကြီးပဲကြောင့်ကျန်တဲ့ပုဂ္ဂိုလ်တွေရတယ်ဒီပုဂ္ဂိုလ်ကတရားနဲ့တရားဒီသာသူ့ရဲ့သိနေသောကြောင့်ရရှိတရားနဲ့နေတဲ့ပုဂ္ဂိုလ်ဆိုပြီးဘာဝတရားပေးတာကိုလည်းခံရတယ်ဒါကြောင့်မြတ်စွာဘုရားသူများကိုသိနေသောကြောင့်ပဲဆိုရင်သတိနဲ့ပဲကွာပုဂ္ဂိုလ်ကိုသိနေသောကြောင့်ပဲဆိုရင်သတိနဲ့ကွာကဲပုဂ္ဂိုလ်ကိုသိနေသောကြောင့်နေတဲ့ပုဂ္ဂိုလ်တွေကြီးဖြစ်မယ်ဆိုလို့ရှိရင်ဘာဝတရားကိုသိနေရရှိမှာပြောပါဗျာဒီလိုလိုဖြစ်ပြီးတဲ့ဘာဝတရားလည်းဒီလိုကောင်းဖြစ်လာရတယ်သူရဲ့သိနေသောကြောင့်သူရဲ့အနေနဲ့ပူရာကြောင့်ဘာဝတရားသူ့လေးစားကြတယ်ချစ်ခင်ကြတယ်ဘာဝဆောဆောကြတယ်ဟောဘာဝတရားလည်းကောင်းသူလည်းကောင်းတရားကောင်းလိုက်တာလေဘာဝတရားမှာအကုန်ကောင်းတာဒါကြောင့်လို့မြတ်စွာဘုရားအတ္တနာရိကံမိတိတိပ္ပဏဒေဝိတဗပရဏရိကံမိတိတိပ္ပဏဒေဝိတဗတတိပံတရားပဲအာရုံပါတဲ့တတိပံတရားအာရုံကိုသူတို့ရေးတာဒီမှာဟောတာဒီလမ်းတွေရှိဘုန်းကြီးတို့ရဲ့စကားတော့စိတ်တန်ဝိပဿနာကြောင်းနဲ့တွေ့ပြီးဟောတာရှိနော်မှန်ပါရဲ့အေးမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကအတ္တနာရိကံတော်ပရဏရိကတိပရဏရိကံတော်အတ္တနာရိကတိအတ္တနာမိမိကိုရကံတော်သိသိဆောက်ရှောက်တဲ့ကိုယ်တော်ရဲ့ဒီလိုအားကိုလည်းသိသိဆောက်ရှောက်ပြီးဖြစ်ပါလေပရဏရိကံတော်ဒီလိုကိုသိသိဆောက်ရှောက်တဲ့ပုဂ္ဂိုလ်ရဲ့အတ္တနာရိကတိမိမိကိုသိသိဆောက်ရှောက်ပြီးဖြစ်ပါလေမြတ်စွာဘုရားအပြန်အလှန်လေးသတ်တယ်ဒီအပြန်အလှန်သုံးတာလူနဲ့ပါလို့ရှိရင်ပညာကိုအပြန်အလှန်ဆက်သွယ်မှုတွေရှိတယ်ဟုတ်ကဲ့မှန်ပါဗျာအဲဒါကြောင့်အကျိုးတရားတွေနဲ့သက်ဆိုင်ကြဟောတာအကျိုးတရားကိုယ်ကိုယ်လေးသောကြောင့်သူများကိုလေးသောကြောင့်ဖြစ်တယ်သူများကိုလေးသောကြောင့်လည်းကိုယ်ကိုလေးသောကြောင့်ဖြစ်တယ်ကဲကိုယ်ကိုလေးသောကြောင့်ကိုယ်ကောင်းအောင်နေပြီးကြတယ်ကိုယ်ဒီကူသောအကြောင်းပြုပြီးတော့ဘယ်ပုဂ္ဂိုလ်မှတော့မပြောတော့ဆိုတော့လူကောင်းတရားကိုအကြောင်းပြုပြီးတော့ပါဝတ်ခြင်းကလူတွေအသက်ဆုံးရှုံးရဖို့ရှိပါလားရှိပါပါဗျာပစ္စည်းဥစ္စာဆုံးရှုံးရဖို့လည်းရှိပါရှိပါပါဗျာအဲဒီလိုသူကမြတ်တဲ့တာသူများတယ်ဟိုလူလာတာများတယ်မဖြစ်ပါဘူးသူမှသိသိရဲ့တယ်ဘယ်သူမှလည်းမပြောဘူးဆိုတော့သူရှိမှုတော့အကြောင်းကိုကြောင်းပြီးပြီးဆန်းတဲ့ပုဂ္ဂိုလ်တွေဆောင်းရှုံးပြီးတာကုညီပြီးတာဖြစ်ပါဘူးလားဖြစ်ပါပါဗျာလူတွေရောကောင်းလိုက်တာလည်းဒီသူကပေးမဲ့ဒုက္ခတွေရှိတော့ဟုတ်ပါဘူးဆောင်းရှောက်ညောင်းဆောက်ပြီးတဲ့အဲ့ဒါပြောနော်မှန်ပါကိုယ်ရည်ကြည့်လို့ကလူတွေရောစိုးပြီးဆိုလို့ရှိရင်အကုန်လုံးကပြီးတယ်စိုးတဲ့လူတွေရောသူများလည်းတတ်တာပဲညောင်းစားခိုးတာသူကများအချိန်မှာလူဆိုင်တော်ကနေအကုန်လုံးကြီးတယ်သူတွေရောကြောင်းပြီးကျန်တဲ့ပုဂ္ဂိုလ်တွေလုံးဝရှိတော့ကိုယ့်ကိုယ်မသိသိချာချာလို့ရှိရင်ပန်းပုဂ္ဂိုလ်တွေပြည့်စုံပြီးအားလုံးမှာလောကကြီးကလုံးဝလုံခြုံရေးမရှိတော့ပြည့်စုံသွားနိုင်တယ်။ဒါကြောင့်လို့ကျက်စားတယ်ကိုယ့်ကိုယ်ကိုသိသိချာချာမှသူတော်ကိုဆောင်းရှောက်ပြီးဖြစ်တယ်။သူတော်ကိုသိသိချာချာပြီးဖြစ်တာလည်းကိုယ့်ကိုယ်သိသိမြင်ဖြစ်ပါပါတယ်။ကိုယ်လည်းလုံခြုံပါတယ်။ကိုယ်ကောင်းပြီပဲကသူလည်းလုံခြုံကိုယ်လည်းအဲဆိုလို့ဒီလိုပြောတော့နော်။အေးကောင်းပြီမြတ်စွာဘုရားကဆက်ပြီးရရှင်းတယ်။ကေရသာမိကေရတနာဝေခန္ဓာပရဏရဂတိဒီကေဝိသရယံတို့အရဏမိတိကိုရကတော်ဒီစောက်ရှောက်ခြင်းပရဏဘာဝရလက်ဂတိဒီစောက်ရှောက်ခြင်းဆိုတာကံဟောဒီပဲတို့ပဲကုန်ဖြစ်ပါသည်ကိုယ်ကိုယ်ဒီစောက်ရှောက်ခြင်းဖြစ်တယ်ဘာလို့ဒီစောက်ရှောက်ပြီးဖြစ်တယ်ဆိုတာဘယ်နည်းနဲ့ဖြစ်တယ်ဆိုရင်
Adivaya Bhavanaya Bhuri Adivaya Bhavanaya Bhuri Kamena Adivaya Adivaya Bhuri Vajin Shinavada Bhavanaya Adivaya Bhavanaya Adu Shinavada Bhuri Kamena Adivaya Vajin Shinavada Juvan Adu Shinavada Adivaya Guru Gavati Samshavya Bhura Parandra Recognition is some substance of the Ravashiko Monakin Sinayali, Awasa, Kausa, Madri, Mojado, Mugera, Mitari. If you want to come on me, I said, I was in a house. Oh, we are talking in
သွားတာဆိုတော့ဘယ်လိုတော့မသိဘူးလားမသိလို့မှားတယ်လို့ပြောတာပေါ့ဟုတ်တယ်နော်ဒါလည်းခက်နေတဲ့ချိန်မှာဒီလိုပြောနေရတယ်ပြီးပါပြီဆိုလို့ရှိရင် oh I'm so sorry နော်မှန်ပါပါတယ်မှားပါတယ်ဟောအဲ့ဒါဘာဖြစ်လို့လဲဆိုတော့လူနဲ့စိတ်နဲ့မကပ်ဘူးလေအဲ့ဒါလည်းကလေးချင်းပြီးလုပ်ပြရကိုဘာလုပ်ပြီးလဲဆိုတာအမြဲတမ်းလေးချင်းပြီးလေးချင်းပြီးတဲ့အခါမှာတခြားအားလေးချင်းနေမှုဆိုလို့ရှိရင်ကြည့်လေးချင်းနဲ့ဒီကာယ ानु ဝတ္တသတိများကိုပဲလေးချင်းပဲဆိုရင်အဲ့ဒီလိုလေးပေါ်မှာလေးချင်းဒီဘာမှလုပ်ကြရခြင်းအောင်းလေးဒီမှာရှုပြီးရှုနေတဲ့ဒီပေါ်မှာအဲဆိုင်ထားပြီးတော့အဲ့မှာရှုနေတယ်ဆိုတာကိုအဲဆိုင်ထားနေဒါကာယ ानु ဝတ္တသတိများနော်မှန်ပါဗျာအဲ့ဒီလိုမှမဟုတ်လို့ရှိရင်လမ်းသွားနေတယ်ဆိုရင်လမ်းသွားနေတဲ့ပုံမှာအာယုဆိုင်ထိုင်နေတဲ့ပုံမှာအာယုဆိုင်တရားဝင်တရားနေတဲ့ပုံမှာအာယုဆိုင်ဘာပဲလို့လုပ်နေတယ်ဒီလိုအာယုဆိုင်ရသော်ဘုရားကနောက်ဆုံးမှာဟောတာတော့အိန္ဒတဲ့ရင်တော့အိန္ဒတဲ့နေအာယုဆိုင်ဆိုတာမှန်ပါသာသာကအကုန်လုံးအခုအာယုဆိုင်နေတယ်ဆိုရင်စိတ်ဒီကိုယ်နဲ့မှာတော့တတိတရားကြီးအကျေခန္ဓာကိုယ်နဲ့ဒိဋ္ဌိတွေပဲအမှားရှိပါမရှိတော့ဘူးဒိဋ္ဌိအမှားမရှိသေးတယ်ကျိုးအမှားကြောင့်ဖြစ်ပေါ်လာတဲ့ကျိုးမဲ့တဲ့ကိစ္စတွေဟာပဲပြီးသားရှိပါမှန်ပါတတိယဆိုတာအဲ့ဒါကိုပြောတာနော်မှန်ပါဗျာအဲ့လိုဖြစ်နေလို့ရှိရင်ကိုယ့်ကိုယ်ဆောက်ရှောက်ပြီးဒီလိုပါဆိုလည်းသိသိဆောက်ရှောက်ပြီးတာကိုယ့်ဘာလို့ရှိရတယ်ကိုယ်ဒီလိုတော့ကြောင်းဘာမှအပြည့်အစုံရှိပဲနေချမ်းသာတာရရှိနေလူတွေဟာအားလုံးကကိုယ့်ကိုယ်တတိယနဲ့နေကြတယ်ကောင်းတဲ့အဖြစ်တွေနဲ့နေကြတယ်ဆိုရင်ကောင်းတဲ့ဘဝကြီးကိုညဉ့်ညမ်းနေမှာပေါ့မှန်ပါမငြိမ်းချမ်းဘူးဆိုတာကိုယ့်ကိုယ်ဆောက်ရှောက်လို့ငြိမ်းချမ်းတာတရားတော်ကကိုယ့်ကိုယ်အသေးနဲ့နေလို့ရှိရင်ဟောလောကလုံးဒုက္ခရောက်ကြရတော့ဒီမှာလည်းကိုယ့်ကိုယ်မလေးနဲ့လူရောက်ရှိဆိုတာလို့ရေးတော့ဆဲဆိုရင်ဟောတရားတော်မှာမလို့လို့ပေါ့မှန်ပါရတော့ဒီမှာကောင်းတဲ့လူရောက်ရှိတရားတော်လုံးဖြစ်တယ်သူတရားကိုယ့်ကိုယ်မလေးကြည့်ပဲရတဲ့တရားလုံးရေးသိရှိတယ်ဟောအေးဒါကြောင့်ဘုရားဆိုတာကိုယ့်ကိုယ်လေးဒါနဲ့သူများကိုချင်းချင်းကိုယ့်ကိုယ်ကိုသိဖို့တယ်လို့ကရေသာဝိကဝေပရံရခန္တောအရဏရခေကိဝေသနာယံဒုက္ခေသဘေရောလေပရံရောဝေခန္တောကိတိသောသောခြင်းညာအနန္တိကိုရခေကိတိသောသောပြီးဖြစ်ပါလေသူတော်ကိုကိတိသောသောခြင်းဖြစ်ဖို့ကိုကိတိသောသောပဲဆိုတဲ့နေရာမှာခန္ဒီယာအဝိကေတာယပိတာစိတ်တာယအနုရယတာယခန္ဒီယာပိခန္ဒီဆိုတဲ့ခန္ဒီပြားရှင်ပရံတောဝေကံပိတိသောသောယတနာပိကိုရမေတိကိတိသောသောပြီးဖြစ်ပါလေသူတော်ကိုကိတိသောသောပြီးလူတရားအကျိုးမဲ့ဖြစ်အောင်ခန္ဒီနဲ့သူ့ကိုခဲခဲပြီးလိုက်ဆိုတာလို့တရားထဲမှာလူပြောကကိုယ်လာဆဲလာဆဲတဲ့အခါကျတော့ခန္ဒီအစစ်ဆိုတာဘယ်လိုအားလို့ဆိုတာလာဆဲလို့ဘုံခန္ဒီနဲ့စိတ်ကတော့ခန္ဒီစိတ်ဆိုးတယ်အဲ့ဒါခန္ဒီမဟုတ်ဘူးခန္ဒီရဲ့အရေးတွေကဆန်းကျင်တဲ့ခုလာရင်ကိုယ်စိတ်ကမူလအခြေအနေလေးကိုထိန်းနေတဲ့ဆောင်းရည်လေးကိုခံနေလို့ဟောဆိုလိုတာဘယ်သူကလာဆဲတဲ့အပြုံးမဖြစ်ဘူးလာလို့လာနေတာဟုတ်လားဆဲလိုက်လို့စိတ်ကြောင်းမသွားဘူးပေါ့ဒီကနေဘုရားဆိုလို့လည်းနည်းနည်းလာလို့ကြည့်လို့ပေါ်လို့ဒီလာတရားကရောက်လာပြီးဆောင်းပေါ်လာလို့တယ်အဲ့ဒီနေရာကြီးရည်ရက်လာပြီးတော့လေးပေါ်လေးဖြစ်လာတယ်ဆိုရင်အခါကြီးဖြစ်အေးဘယ်လိုလာပြောနေသူတို့ကြီးရဲ့ကြီးပေါ်ပြပေါ်နေတယ်သူပြောတာကဘုရားကြီးလို့လည်းဘူးနားလည်းမဟုတ်ဖြစ်ဘူးစိတ်ထဲမှာအကြောင်းလည်းမရှိဘူးဆိုရင်သူတို့သိနေတယ်မရှိဘူးဘာမှခံပြီးရှိတယ်ပြန်ပြောတာလို့ခေါ်တာခံပြီးမဟုတ်ဘူးနော်မှန်ပါဗျာဒါကြောင့်ပြန်တော့မပြောပြန်ပြောဆိုတာကြောက်လို့မပြောတာလည်းရှိတယ်တို့တော့စိတ်ထားတဲ့မှာပူလောင်နေအဲ့ဒါခံပြီးမဟုတ်ခန္တီရဲ့သဘောကပြန်လည်းမပြောဘူး
စိတ်အခြေအနေကိုသိသိတော့ပဲငါတို့အခြေအနေနဲ့နော်ဝေနဲ့ပေါ်ဒီအဲ့တော့ပဲဖြစ်တော့လို့ပြောတာပင်ကိုအနေထားလေးကပြောင်းမသွားအောင်ထိန်းနိုင်တဲ့စွမ်းရည်တွေကိုခံပြီးလို့ခေါ်တာတရားရည်ကြီးရဲ့ခံပြီးကိုသိတာတရားရည်ကြီးနဲ့ဝိပဿနာပြီးအတုကဝိပဿနာပြီးဆိုတာတရားရည်ကြီးရဲ့စရုပ်နာပြောတဲ့ဒီကသုစာလို့ခေါ်တယ်။ညာမာတွေကတော့သုစာနာလို့ပြညာသုစာဆိုတာအတုရဏသမီးအဲဒီအတုရဏသမီးရဲ့ခါကင်ကဝိပဿနာပြီးအတုရဏသမီးလို့အဲဒီအတုရဏရဲ့တရားကြီးကအစင်းမပြေကြဘူးအတုရဏလေးဆိုတာဒါဝိညာဏတည်းမှာပထမတည်းတဲ့နာဟောင်းလေးသူတို့ကပြည့်တာပဲမဂ္ဂင်ဘဝကတရားဖြစ်ပြီးတရားပြေရောက်သွားတဲ့အခါကျတော့ဟေ့တရားနဲ့ဘွဲ့ရောက်လာပြီးဆိုပြီးတော့သူတို့ကအရေးကြီးတယ်ပြီးတော့ကျော်ရရှိပါတော့တော့အရေးလိုက်ရတာအဲ့လိုအရေးလိုက်တဲ့အခါကျတော့တရားနဲ့ကသူ့လူတွေကိုပြောတယ်သူ့နဲ့သူ့ဘာကပြောမင်းတို့တော့ဆက်တော့ရှင်းတော့တယ်ဘုရားလည်းတို့ရေးလိုက်တော့တယ်သူကတော့ဆရာဆောင်ပြီးသာဝဲနေရတယ်။အတူတူလေးကတော့မူးပြီးတော့ခါရစ်တော့ရစ်ပြီးတော့မူးအောင်လုပ်တယ်။မူးပြီးတော့ပေးပြီးတော့အဲ့ဒီပုံကြီးဆွဲခါကျတော့ဇာတ်နဲ့အတူတူလေးနဲ့အဲ့ကောင်ကိုမာပြီးတော့ပြန်လို့ရတယ်ပြချတာ။ပြချရတဲ့အခါကျတော့မြို့တော်ကြီးမှာအတူတူလည်းကြီးဆိုပြီးတော့ပြန်လဲမှာရှိတယ်။အခုပြင်ပွင့်တဲ့အခါကျတော့သူတို့ကဒါဝင်လာတဲ့မှာဒီပေပေမှာပွဲမှာအလူရလာကြီးတာကိုပြေကွာကိုပြေကွာဒီလိုစီမှာလောကကိုပြေကွာနာမဟုတ်ဘူးပေပေကွာလူသားကြီးမဟုတ်ဘူးဆိုပြီးတော့ညာကိုညာကတဲ့ပြီးတော့ပြောလိုက်ရှိတာဒါတော့အဲ့ဒီနဲ့တည်းဆက်လာအောင်နော်အဲ့လိုသူကရင်မရှိဒါဝင်လာတဲ့ဘုရားတို့ဒီစိတ်တော်ရဲ့ဘာသာစိတ်ရဲ့စိတ်တော်ဆိုတာဒီနာမတယ်တော်ဆိုတာဉာဏ်ကြီးကစိတ်ရဲ့ဉာဏ်ကြီးပြောတယ်အေးဒီလိုကြောက်စိတ်လေးများဝင်လာလို့ရှိရင်ပဇာတိဉာဏ်ကြီးရဲ့ဉာဏ်ကြီးလိုက်တော်စိတ်ပေါ်ပေါ်နေအဲ့ဒါနဲ့မကြည့်ဘူးဆိုရင်အားကဣဒာနာကြီးတို့ဟာဝိညာဉ်ဉာဏ်ကြီးရဲ့အာဝကြီးတော့ဘာလီယာနာကိုကြည့်ပြီးတော့ဒီရေးတယ်ဆိုပြီးတော့အဲ့ဒါလည်းအဲ့ဒါကိုဘုရားအားဖြင့်ဉာဏ်ကြီးဟောတာနော်မှန်ပါဗျာအဲ့ဒါလို့တရားရင်းကြီးကအတူတူရဲ့သူကဉာဏ်ပဲရှိဉာဏ်ပဲရှိတယ်ဉာဏ်နဲ့သိတာလေးသာမှာသိခံတဲ့ကြီးလို့သူကကြားချင်တယ်ဟုတ်လားသူတို့ကောင်းတယ်သိခံတဲ့ခန္ဓာကြီးတရားသူကအပြည့်ပါအေးတည်းရဝိဝေဒီတွေ့ရတယ်ဆိုခန်းလာပြီးတော့သူတို့ကလည်းအဝဲဆက်မှာသူတို့ကျိုးနေတဲ့တော့ကျိုးနေတဲ့တော့တရားကြီးရဲ့အိက္ခဝိဒရှိသူတို့ကလည်းမှာဝဲလိုက်ဆွဲလိုက်ပေါ့သူတို့မာကြီးမှာဟုတ်လားဝဲလိုက်ဆွဲလိုက်တော့ကြည့်ရတယ်ဝိဝေဒီကဆဲလိုက်တာဆဲဝဲလိုက်ဆဲလိုက်ဆွဲလိုက်ရင်းနေတဲ့ကျိုးနေတဲ့တော့ဆဲအဲ့လိုဆဲတဲ့အခါကျတော့ဉာဏ်ကြီးရဲ့တော့အမြဲပါလာမာရိနာဆိုတာရှိမာရိနာခံတယ်ဉာဏ်ကြီးကလည်းကြားရမှာပါတဲ့အောင်ရှိဘူးဆဲနေမှာဘယ်လောက်ကြီးကိုသိနိုင်လဲအဲ့ဒီမှာဉာဏ်ကြီးနဲ့မာရိနာတို့အရှိချပြောတဲ့စကားတွေကအမှန်မှန်တဲ့အောင်ခံရည်နေတာမာရိနာတို့စေတနာနဲ့ဝိသေတိကဝိသေတိကိုလည်းဉာဏ်ကြီးကိုဆဲလိုက်တာတဲ့ဉာဏ်ကြီးရဲ့ဘုရားကိုလည်းချောက်လို့လားဉာဏ်ပြောပါလားကိုယ်တော့ဆဲနေတယ်မရိုက်ပါဆိုတော့ဘာလို့သူကြောက်လို့လားအိခံဘာလို့အိခံနေရလဲဘာလို့ဖုတ်နေရလဲဆိုတော့ဉာဏ်ကြီးရဲ့ပြောငါကြောက်လို့လည်းပေါ့ဘူးပါမကြားလို့လည်းပေါ့ငါတို့ကဒီလိုလူတိုင်းနဲ့တွေ့တယ်ဘာလို့ပြောမှာလဲ
လူမိုင်းနဲ့ဒီပြောမှာလေဟုတ်ဘူးလေလူမိုင်းဆိုတာတုံ့ပြန်ပြပေးရတယ်တုံ့ပြန်မှုဆိုရင်တို့ကိုယ်ဆိုးလာတယ်ကားတယ်အခုကလူတွေအကျွေးနဲ့လူတွေဒီကောင်တော့တရားလာပေးရတယ်ကွာဟုတ်ပါလားဒီကောင်ကြောင်းတော့ဒီအောင်ကြားရအောင်ပဲအခုကလူတွေတော့ဒီခံကိုတော့ပြောဟုတ်ကဲ့ဒီကောင်တော့ကြောင်းတော့ဒီအောင်ကြားရအောင်ပဲဆိုပြီးเนี่ยဖြေထားအဲ့မှာလည်းရတယ်လူတွေရတယ်ကြောင်းတော့အောင်ဒီအောင်ကြားရလာတယ်လို့တဲ့ဘူးပါလေတုံ့ပြန်ပြီးတော့ညောက်ပြောတာကောင်းဘူးတဲ့တို့အသိမှန်တာတော့ကောင်းတယ်ဉာဏ်ဉာဏ်သူ့တရားကပြေးလို့ဆိုတော့ဘာလို့ကြီးကပြောလဲဘုရားတရားနဲ့ဒီလိုသိမှန်တယ်လို့ရှိရင်နွားပြေးတဲ့အခါမှာကြောက်လို့ထွက်ပြေးတဲ့နွားကိုကျန်တဲ့နာကိုကြည့်ရမှာလိုက်ပြေးရတယ်ဒါနဲ့သူကြောက်တဲ့ဆင်းပြီးတော့အားပြီးတော့ပြေးတယ်နဲ့ဒီမှာပြည့်နေတယ်ပြီးပါလေငါအနေနဲ့ကတော့ဒီသိခံခြင်းဆိုတဲ့ဆွမ်းအားတော်ကောင်းတာမျိုးမရှိပါဘူးတဲ့ကိုယ်ကအင်အားရှိပြီးတော့အားနေတဲ့ပုဂ္ဂိုလ်ကိုသိခံတာအများဆုံးနေဆိုတော့ကိုယ်နိုင်သူဖြစ်တာတဲ့သိခံတာပုံရတယ်ဘာလို့လဲဆိုလို့ရှိရင်နေခံကြရတဲ့ဘုလိုတော့အားရှိတဲ့ကောင်တော့အရင်ဟုတ်ခံရတာငါကအဲ့လိုမဟုတ်ဘူးလေငါကနိုင်သူဖြစ်နေတယ်ဒီမှာသိခံတာဘယ်လိုပုံရတယ်ဆိုပြီးတော့တရားလေးချက်ပြောတာအေးဒီမှာအခုလိုသိခံတာလည်းလို့အောင်တယ်အဲ့ဒါကအောင်ဝဲအောင်ခဲ့တဲ့စိတ်ဝဲတို့အောင်တယ်လို့ကိုယ်လာတဲ့ပုဂ္ဂိုလ်ကိုမတုံ့ပြန်တာအောင်နိုင်ခဲ့တဲ့စိတ်ဝဲကြီးကိုအောင်လိုက်တာလူတွေကိုယ်ကအားရကိုစားတော့တင်လာမှာဈေးကြီးလို့ဆိုတာစိတ်ဆိုးနေတဲ့ပုဂ္ဂိုလ်ကိုတုံ့ပြန်ပြီးစိတ်ဆိုးတဲ့ပုဂ္ဂိုလ်ကအောင်ခဲ့တဲ့စိတ်ဝဲတို့ကိုအောင်လိုက်တာပဲဒါလည်းမပါဘူးလေဒီကိုယ်လာတဲ့ပုဂ္ဂိုလ်ကိုပြန်ပြီးဆဲမယ်ကိုယ်စိတ်ဆိုးတဲ့ပုဂ္ဂိုလ်ပြန်ပြီးစိတ်ဆိုးမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကပထမစိတ်ဆိုးတဲ့ပုဂ္ဂိုလ်ရဲ့ပိုဆိုးတဲ့ပုံညံ့တယ်ပြောကိုယ်လာဆော်ရတဲ့ပုဂ္ဂိုလ်ပြန်ပြီးတော့လုပ်တယ်ဆိုရင်အဲ့ဒီလူတွေကပုံညံ့ပါတယ်ကျန်တဲ့ကြီးကပြောတဲ့စကားလေးအဲ့တော့သိမှန်တယ်ဆိုတာစိတ်ကဘယ်လိုမှမတုံ့ပြန်ရုံနဲ့မဟုတ်ဘူးလက်ကမတုံ့ပြန်ရုံနဲ့မဟုတ်ဘူးစိတ်အနေနဲ့လည်းသူ့ကိုအတိမတ်ကိုမပြုတာအေးချမ်းနေတဲ့စိတ်ကလေးကိုတက်အောင်ခဲနိုင်တာမှသိနိုင်တာတရားကိုဖန်တီးဆိုတာသူကဘုန်းကြီးရဲ့တရားတွေနားလည်အောင်ဖန်တီးကိုဘယ်လိုပြောရလဲ ability to maintain normal position maintain normal positionစိတ်ရဲ့အခြေအနေ normal position ကိုထိန်းနိုင်တဲ့စွမ်းရည်တွေကိုဖန်တီးလို့ခေါ်တာအင်္ဂလိပ်စာမှာပြန် operation ပေါ့ဗျာအဲ့တော့ခံကြည့်ဆိုတဲ့နေရာမှာပြောင်းတဲ့နေရာကတော့ဒီပဲရှိသူကတော့ဒီထဲမှာကိုယ်မှာဆိုရတယ်ကိုကအပြင်းမပြင်းပဲသိခံပြီးတော့နေတယ်သိခံရတော့ဟောသူလည်းနောက်ပြီးတော့ဆက်ပြီးတော့မနက်နိုင်တော့မစောအားနိုင်တော့ဒီမှာလည်းတက်ကြတယ်မင်းကဘာလဲပေါ့အားဘာလဲပေါ့လဲဆိုပြီးတော့နောက်ဆုံးမှာဖြစ်နေတာဖြစ်ကုန်တာကြီးဒေါသကသူ့ရှိကိုယ်ရှိနှစ်ခုပေါင်းလိုက်တဲ့အခါအရှိပြဲသွားတယ်သိကြရဖြစ်သွားတယ်။ဘာလဲဥပမာဒီလိုဆိုဒီနာဝေရဲ့အဲမှာတော့လည်းလောကတစ်ခုတည်းအတာမီးလို့လားဟုတ်ပါတယ်ဒီဒေါသထွက်လာတဲ့ပုဂ္ဂိုလ်ရောမီးထောင်တယ်အဲ့ဒီမီးထောင်တဲ့အဲမှာကိုယ်ကနေပြီးတော့ပြန်ပြီးဒေါသထွက်လာလို့ရှိရင်ဘာလဲဥပမာမီးထောင်ရလေးဖြစ်နော်ကိုယ်ပြီးတော့မီးထောင်ကရှိတော့ဒေါသကလည်းကိုယ်ပြီးတော့အရှိပြင်းသွားဒါကြောင့်ခံကြည့်တရားတွေကလည်းကောင်းဆုံးဒီလားဒီလေးဆောက်ရတယ်ခံကြည့်တဲ့အေးမှာလို့ဆိုဒီခံကြည့်ရကိုရှင်းမှန်းကြည့်ကြရအောင်မဖြစ်တဲ့ဟာတွေဖြစ်တော့ဘူးမာလူပြောကကိုယ်လာဆောကားရင်မြတ်စွာဘုရားဒီကနေ့လာဆောကားလာရင်ကိုယ်ကိုအပြစ်ပြောလာရင်ကဲရဲ့ရှုချလာလို့ရှိရင်မင်းစိတ်ဆိုးတယ်စိတ်ဆိုးရင်သူအကောင်းပြောတာအဆိုးပြောတာဖယ်ရတာကိုကိုယ်စိတ်ဆိုးနေတယ်အဲ့တော့စိတ်ဆိုးနဲ့အားလုံး
ဟုတ်ရင်ဟုတ်တယ်ဟုတ်ရင်ဟုတ်တယ်ဒါပဲရှင်းရှင်းဓမ္မတာတော့မသက်သာတဲ့အတိုင်းဟောတာနော်ရှိမှန်းလာရင်ဒီကလည်းဟောကဲနေတာသိလို့လားရှိမှန်းလာလို့ရှိရင်ဒီလိုမျိုးရသော်များဒီရှိမှန်းလာလို့ရှိရင်လည်းပြုတ်ပြီးတော့ခြေနှံ့နေတဲ့အကြီးခိုင်နေအဲ့လိုပြုတ်ပြီးခြေခိုင်နေလို့ရှိရင်ပြောတဲ့စကားရဲ့ဒီမြင်လာတယ်မှာမဟုတ်ဘူးတဲ့ဟုတ်ရဲ့အပီးရှိလို့လည်းပေါ့သူကြီးမှလည်းတိုင်ကိုမှဟုတ်တယ်မဟုတ်ဘူးဒီလိုမျိုးဟုတ်လားမှန်ပါအေးလည်းဟုတ်လို့ဒီကနေ့ဆိုတဲ့ဘာဝတရားညဇောညာကတရားပေါ့ခန္ဒီပရမန္တဘောဓိတိခာတိတေကဒီခန္ရင်လို့ဆိုတဲ့ခန္ဒီတရားပရမန္တဘောအမြတ်ဆုံးတရားဖြစ်ပါလေဘဂဝါရှိဘုန်းတော်ရဲ့ခင်ရှင်နာမြတ်တရားသည်အဝဇ္ဇအကောင်းစွာပတိမောကြတော်မူခဲ့ပါပြီတည်းဖြစ်လာတဲ့နာရီအမြဲတမ်းသူရရတဲ့ဘာလို့မှရှင်းတာကြည့်ရတော့ရတဲ့ကိုကြဒီဘက်ကမျိုးမျိုးကပြေးခဲ့မျိုးမျိုးကပြေးရမှာတော့သူကပြေးလို့တေးတော့တယ်တာဘောလို့ဆိုရင်တေးတော့ပြီနော်ဘယ်တော့ရှိမှလက်ချောင်းဒီမှာတွေကိုပြုတ်ပြနိုင်တယ်လက်တော်လေးတော့ပြုတ်ပြီးပြန်လာတယ်အဲ့ဒါမအောင်ရင်တဲ့အခါကျတော့လာရကြီးနေတယ်အဲ့ဒါမအောင်ရင်တဲ့အခါကျဘာလို့ဆိုရင်တရားကကိစ္စကိုပါရှိပါတယ်နဲ့ဆက်ပြောရအောင်နေတဲ့အချိန်အဲ့ဒီပေါ်တဲ့အတော်ကြီးကိုချုပ်ချတယ်ချုပ်ချတဲ့အခါကျတော့အဲ့ဒီတော်ကြီးကအသိဉာဏ်နဲ့ဒီကြောင့်မှမလို့နဲ့ဆောင်းပြီးရသွားပြီကြောက်တုံးတဲ့ခုဆောင်းတယ်ဆိုတာအကြောင်းကြောက်သားပဲတခုကဖတ်နေပဲပြီးတော့လည်းတော့တရားရှိအောင်လားမှန်ကြောက်လုံးကြီးနဲ့ကြည့်ပါရဲ့လည်းတော့တရားရှိတော့ဟောမှန်ပါတို့ကအဲ့ဒီကြောက်လုံးကြီးကမှဒီဓာတ်ကဖြတ်နေခါလိုက်တဲ့အခါကျတော့ကြောက်လုံးနဲ့ခုရိုက်ခတ်တဲ့အခါတရားလုံးပြေးသွားပြီးကြောက်ကတခုကပဲ့ကြလာပြီးလည်းတော့တရားရှိအောင်လားရှိပါထိသွားကြတဲ့လည်းတော့တရားလုံးဝဆောင်းနေတော့ပြောတယ်ဆိုလို့ရှိရင်တော့တာမဟုတ်လို့ဆိုရင်ခွေရဲပါတယ်ပြောအဲ့ဒီနေရာမှာပဲလက်တော်ဘုရားကိုထမ်းဆင်တဲ့ကျမ်းတွေကမှပြီးတော့ဒီယောဂကြီးရဲ့အပြည့်အစုံကိုပြင်ပါတာအဲ့ဒီမှာဖြစ်တယ်။ထမ်းတဲ့ဟောဒီပြီးတော့လက်တော်ဘုရားကိုမှာပါဒီယောဂကြီးရဲ့အပြည့်အစုံရောက်တဲ့ဒီယောဂကြီးကိုဉာဏ်အောင်ခုရတဲ့ဆရာတော်ဉာဏ်ဟောတာ။အဲ့တော့လက်တော်ဘုရားရဲ့ခြေတော်ကခံရလို့ဒီယောဂရဲ့ခုကလက်တော်ဘုရားတရားခုရတဲ့ဆရာတော်ခုပြေပိဋိကံစီရှိတဲ့ပုံပဲနော်ပိဋိကံစီရှိတော့ဒီလိုဥပါဒနဲ့ဆက်တဲ့ရှိတော့ကိုအဲဒီလိုမျိုးပုံစံဥပါဒနဲ့စိတ်ဓာတ်ရှိပြီးမှာဒီစင်လာတဲ့ဘာမှမလို့ခြေလေးလေးဆိုတော့နားနော်နားပါမြတ်စွာဘုရားတရားလို့ရင်းနေဘူးလက်တွေကလာပြီးတော့ပေးရတယ်တရားတွေကလာပြီးတယ်ဓမ္မတွေကလာပြီးတယ်တရားတွေဆိုတာအဲ့လိုပေးတယ်ဆိုတဲ့အကြောင်းဟုတ်တယ်လို့မရှိတဲ့ကိစ္စသုတ်တံလို့ဟောတယ်တိုင်းမှာမရှိနော်အဲ့ဒီမှာအဲ့ဒီကရှင်းမသွားတယ်ဒီမှာရရှင်းမတော့ခံရကြီးနေတာကမှတစ်ချက်မကြည့်ဘူးဒီကဲတော့ရသိခံတယ်တော့ရေဆိုပြီးတော့ဒီလိုတော့ပါရအဲ့တော့ဘုရားကတရားနဲ့ယောဂကိုထိထားတာနော်တရားနှလုံးသွင်းပြီးတော့ယောဂကိုပါတာအေးဘောင်းလာတယ်ကဲခုကိလေသာစဉ်းစားတော့တရားကိုလည်းလာတယ်ဒီပါလေးကိုလည်းလာတယ်ဒီယောဂလေးကြောက်ဖို့မလို့ရဘူးနော်ခုကိလေသာအနာကိုရင်တော့ကြောက်လို့တရားကြီးသိကိုကြောက်လို့လည်းဖြစ်နေတာဟုတ်လားအဲ့ဒါကြောင့်လည်းဒီမှာတရားရဲ့ယောဂရှိရောမှန်ထားတဲ့ဉာဏ်ရောတရားနဲ့ဥဒ္ဒါမဟုတ်ဘူးဒီကပဲဆိုတာပဲနော်မှန်အေးဒါတော့အကြောင်းရဲ့ဓမ္မဘုကိုလောနာလေးကိုသိပြီးမယုံရအယုံနာလို့ဖြစ်ဘူးဟုတ်လားမှန်ပါတ
ဘာဝတရားတဲ့ကျွန်တော်ရဲ့အားတွေကိုသိပြီးတော့ပြင်ထားရဘူးလက်ပြချတာကိုပြင်ထားရအေးလည်းတော့တရားတွေတော့အဲ့လိုဒီဘက်ကနေပြီးတေချောင်းချင်ဒီလိုလုပ်တာလည်းတော့တစ်ခါတည်းမှဒီဘက်ပေါ်မှာပြတယ်မဖြစ်ဘူးမိသားမပြည့်ဘူးဆိုတာဒီလိုမပြည့်တာလည်းတော့တရားမှာလောဘရှိလောဘရှိလောဘရှိမှလောဘကလူတရားပေါ်မှာပြေပါပြေလောဘကမဟုတ်တဲ့အာဂတိလိုက်တယ်ဆိုတာဘုရားကြီးကပါရှိတယ်ပေါ့ပါရှိတဲ့ကြီးဖြစ်တယ်ဆိုတာလောဘကမရှိတာမြတ်စွာဘုရားမှာလောဘကမရှိဘူးလောဘမရှိတဲ့အတွက်ဘယ်ပုဂ္ဂိုလ်ကိုပို့ပြီးဖြစ်တယ်ဆိုတာရှိဒေါသမရှိဘူးမရှိတဲ့အတွက်ဘယ်ပုဂ္ဂိုလ်ကိုတော့မဟုတ်တယ်ဆိုတာရှိဒီလိုဘုရားမြတ်ခုရှိဘူးပြတာကဖြစ်တယ်ဘယ်လိုလုပ်မှာလဲဒါကြောင့်မြတ်စွာဘုရားဒီဝရပေါ်မှာအားရစိတ်နဲ့အားရရဟုတ်လားပေါ်မှာအားရစိတ်နဲ့ပြုစုနေတယ်။အဲဒီလိုပြုနိုင်တာလို့ဆိုတော့ဘာမှရှိဘူးပြုနိုင်တာ။လောဘရှိရင်တော့ဘယ်လိုက်လို့မှလည်းရတယ်။လောဘအဆုံးလေးရလိုက်ရတယ်၊ဒေါသအဆုံးလေးရလိုက်ရတယ်။ဟုတ်ကဲ့။မှန်ပါ။ရသော်များတယ်အဲဒီအခြေခံမကောင်းတဲ့သဘာဝတရားတွေကတော့ပယ်ရှားတာလို့စိတ်ကကြီးငြိမ်းနေတယ်။ရှင်းရှင်းဘုံကြီးဆိုတာလူမရှိဘူးပြည့်တဲ့အတူတူထားတယ်။ကဲဉာဏ်တော်တရားရဲ့သိတဲ့သိခံရဆိုတဲ့ခန္တီတရားရဲ့ဆွမ်းအားကြောင့်နောက်ဆုံးကြမျိုးရဲ့သိခံအောင်လာရတာ။အေးဒီဉာဏ်တော်တရားအေးဒီရတ်ကောင်တော်ဆိုတဲ့ကောင်သားဒီမှာလည်းမာရဲ့တော့ပဲလို့ပြောလို့ဒီရတ်ကဉာဏ်တော်တရားရဲ့ဉာဏ်လူကမ်းတာပြီးတော့ဒီရတ်ရဲ့သိတဲ့သိအောင်ပြန်လို့ပဲဆိုလို့ရှိရင်ဒီရတ်ကြီးကမလာရပါဘူး။မရပါဘူး။မရဘူးသိမှလည်းပဲတော့သိမှလည်းဆိုတဲ့စိတ်ဓာတ်တရားတွေလည်းဒီပဲကြီးမှာတော့ဆုံးမှာမိုင်းအောင်တာရပါတယ်။ဒါကဆိုတာတရားမှာပေါ်ကောင်းတယ်။ဟောနောက်ဆုံးတရားတွေဖြစ်။ငါကတော့ဆိုငါတော့ဆက်တော့ရခုလိုဒီလည်းလည်းဘုရားမတွေ့ပြီးတော့မှသူဒီကိုလည်းတော်လာတယ်ဒီကိုလည်းကောက်ရပါတယ်ကိုလေးကဟုတ်ပါလား။မှန်ပါဗျာ။အေးနောက်ဆုံးဆက်တော့ရကိုပြည့်လို့ဒီမှာတော့ရအောင်လာခဲ့တာသို့တော်ပြည့်တဲ့အခါကျတော့ရပူးရဲ့အခြေအနေမပြီးတော့လောကအာဟုတန်နဲ့အလုံးကြီးလို့ခြေတော်လေးနဲ့သူနာမည်ကိုဘယ်ပေါ်ကအဲ့ဒါပေါ်ကနေဆန်းတယ်ပေါ်ကနေခြေတော်လေးနဲ့သူရေကြီးပေါ်မှာချလိုက်တယ်ဖြည်းဖြည်းကြီးကကြောင်းဝင်ပါလို့ဒီကကြီးကိုလည်းပြောတာဟောနော်မှန်ပါနောက်တော့ဘယ်လိုလဲမျိုးလက်တော်များပေါ်မှာအမှန်မြင်သွားတယ်အမှန်မြင်သွားလို့နောက်ဆုံးကလည်းတော့တရားကိုပြောရှိခိုးပါဘာလို့ငါခန္ဓာကိုယ်ရှိတဲ့အယိုးတွေငါတော်ကရှိတဲ့အယိုးတွေနဲ့လည်းတော့တရားကိုကိုးရပါတယ်နောက်ဆုံးမှာမြေပြင်ရည်ကနေတရားကိုကြောက်ပါမှန်ပါအဲဒီကြောက်ပါရဲ့သူမှာအချိတ်ကရဆိုတဲ့ပြည့်စုံတာကိုဖြစ်နေတယ်ငယ်ရဲ့ဖြစ်လာတယ်ဟောဒီလိုနာကြရသွားပြီးတော့အချိတ်တရားရောက်လာတာရသော်ဘုရားရဲ့ခန္တီဆွမ်းအားလို့ပြောလို့ရပါဘူး။ရတယ်။တုံ့ပြန်နေတယ်ဆိုရင်တော့ဉာဏ်ကြီးပဲရှိမှာပေါ့။မှန်ပါဘူး။ရသော်ဘုရားမတုံ့ပြန်ဘူးမတုံ့ပြန်နေတယ်တော့တော်ဆုံးမှာသူ့ရဲ့မယမမိရတယ်။နောင်တရဝါရှာပြီးတော့နောက်ဆုံးမှာသူ့အားလည်းသူ့လိုအောင်ဖြစ်သွားတယ်။ဒီရသော်ဘုရားတော်ရဲ့ဒီလိုရကခန္တီအသိမှန်တယ်လို့ဆိုရဲခန္တီတရားပဲပရမဇ္ဇဝဘုရားတို့ဒီလိုသောတော်တဲ့ဘုရားအနာဒီကိုရက်ကြည်နေနေဆောင်းဆောင်ပြီးရှိပါပြီလေဘဂဝါရှိဘုန်းတော်ရဲ့ရှင်ရှင်တော်မြတ်တရားသည်အဝါစာကောင်းစွာမလီဟောကြားတော်မူခဲ့ပါ၏တည်းသာဓုသာဓုသာဓုဒီလိုဒီလိုဆောင်းဆောင်တဲ့ဆိုတဲ့နေရာခန္တီဒီခံရတဲ့နဲ့ဒီလိုနေနေတာ။နောက်လို့ပဲကောင်း။နောက်တစ်ခုကဘာလို့လဲဆိုရင်အာဝိရေကာယမသိစေခြင်းဖြင့်ကရုဏာတရားထားရမယ်။ကရုဏာတရားထားတာဆေးရကရောက်နေတဲ့ပုဂ္ဂိုလ်တွေပေါ်မှာအရှင်းလာထားတာ။ကိုယ့်ရဲ့ဒိဋ္ဌာရဲ့ပုဂ္ဂိုလ်တွေပေါ်မှာအရှင်းလာထားတာ။ကိုယ့်ရဲ့ဒီလူရဲ့ပုဂ္ဂိုလ်တွေပေါ်မှာအရှင်းလာထားတာကရုဏာလို့ခေါ်တယ်။ကရုဏာဆိုတဲ့ဘာဝကမရက်တဲ့သူရက်တဲ့ရှင်ဆန်းတယ်ပဲအတနာမရှိရက်တဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ဘိုး
ပြောတယ်တိရစ္ဆာန်တွေနဲ့သာသာနေကြတာအဲဒီသာသာယူလို့သာတော့ဘူးကျတဲ့ဆိုရင်ရှင်းလိုက်ဟုတ်လားတန်းပေါ်ကိုချိန်ပြီးတော့ဟိုကမိဖို့ထားတဲ့စီကိုမိဖို့ရေးဖြတ်သွားတာဆက်လက်ပြောပြီးတော့အဲ့လိုလုပ်ပါတန်းပေါ်တန်းကြီးရောဘုန်းကြီးတို့လေးကပါနေမှာအဲဒီတယ်လီဗီရှင်းအခုလူရိုက်တာလေးတို့ရှိဘူးတန်းပေါ်တန်းကြီးမျိုးမျိုးတွေโอ้ရဲရဲပေါ်တော့ရောတယ်တော့ဒီနေရာလေးတဲ့နေရာမှာခန်းပေါ်နော်အဲ့ဒီနေရာကတော့မဲ့ရှိတယ်ညောင်ကြီးရောအဲ့ဒီရောက်တယ်မှာကြောက်ပါတယ်ဟောတယ်မှာနေကြတယ်အေးတိုက်တဲ့အောင်ပါလေပြောလို့ဟောတယ်မှာလည်းမှာရှင်းလိုက်ကားတယ်လို့ကြားပြီးတယ်ကားလာတယ်လို့တဲ့အောင်ပါလေဒါကတော့အဲ့ဒီဘူကြီးထဲမှာရှိလိုက်ရတယ်ဒီကဝဲတိုင်းရဝဲပါအဲ့ဒါပေါက်လေးပေါက်အဲ့ဒီပေါက်ဝဲကြမှာကြောက်လေးအောင်အဲ့ဒီလေဝဲပေါက်ကြတယ်မှာတဲ့ကြောက်လေးအောင်းလေးပေါ်တာအဲ့ဒီပေါ်လာတဲ့ကြောက်လေးအရှင်းလေးအဲဝဲတိုင်းလေးရောက်ရဲဘက်ကိုဒီလေရောက်ကြောက်လေးကဟိုလိုလေဒီမှာဖြီးကြတယ်ဒီလေဒီမှာဖြီးကြတယ်ဒီဘယ်လိုလဲအဲ့ဒါလည်းလည်းပြောပြတာနော်မှန်ပါနောက်လည်းတရားလို့ဆိုတာအဲ့ဒီသူကလေးနဲ့ခေါင်းကိုရိုက်တယ်ခေါင်းကိုရိုက်ပြီးအုံနောက်ကိုဖွင့်ပြီးတော့ညောင်းအောင်အောင်နဲ့အရှင်ကြီးကြီးဘယ်လိုရဲတဲ့ဒီရှိနော်မှန်ပါတကယ်ရှိတဲ့ရှိအဲ့ဒါမျိုးလေကရုဏာတရားမရှိတော့ဘူးဆိုလို့ရှိရင်လူတော်ကတရားမတော်တာကြည့်လိုက်ရင်ကရုဏာဘာလဲမလို့မထူးအဲ့တော့ကရုဏာဆိုတာဘယ်လိုမှလို့ဆိုရင်အားနေတဲ့ကိုယ်ရဲ့အားရောတဲ့ပုဂ္ဂိုလ်ကိုအရှင်းအားတာသူ့ရဲ့အရှင်းအားတွေလွတ်စေတဲ့ကိုယ်ကြီးကရုဏာတို့တော့သူတွေဒီမှာကရုဏာဆိုတာအရှင်းအားတရားအားနဲ့ကရုဏာဒီလိုရဲ့ဒီလိုရဲ့ဆိုတာအခုရှိကရုဏာနဲ့ဘာဝချင်းပြုလို့ရောသွားတာပါလို့ဆိုလို့ရှိရင်ဝန်နေခြင်းမှာလို့ရှိရင်ကရုဏာကိုတောကဖြစ်ရင်ကရုဏာမဟုတ်ဘူးတောကကရုဏာမဟုတ်တောကဆိုတာဝန်နေခြင်းနဲ့ဟောတာအားလို့တရားကရုဏာမှာတောကဆိုတာမပါရဘူးဆင်းရဲဒုက္ခကလွတ်စေခြင်းဟာတစ်ခုရှိတယ်မောရတဲ့မောရနော်မှန်ပါဘုန်းကြီးကအဲဒီဒါလေးသွားပြီးတော့ပြီးမှလည်းဘုရားကရုဏာရဲ့ဘောကိုသူတို့နားလည်အောင်ပြောကရုဏာဆိုတာတောကနဲ့ရဲ့စမှုဒီမျိုးရှာမှာရှိတယ်တောကရှိပါရင်ကရုဏာဘောလို့ဒီမှာကနားလိုက်တော့ဘယ်လိုလဲပါတယ်ဘယ်လိုအဖြစ်နေတဲ့ဘုကိုကြည့်ပြီးတော့ခြေသားရှိပေါ်ပြီးစိတ်မကောင်းရင်အဲကရုဏာမဟုတ်ဘူးစိတ်မကောင်းရင်အားကိုဖြစ်တယ်ဟုတ်ကဲ့ကရုဏာဆိုတာသူ့ရဲ့ဒီစိတ်ကလွတ်စေခြင်းနဲ့ဘောလေးပဲရှိတယ်စိတ်မကောင်းတဲ့အဖြစ်ရပါဘူးရောက်လာလို့ရှိရင်ကရုဏာဟောဘူးတော့တာရှိတာပေါ့ဆိုတော့သင်္ချာအောင်ပြောရဆိုလို့ရှိရင်ဒီလိုအဲဒီမှာသာရတိရဲ့အားရတိရဲ့ဖြစ်လို့လူနာနေရာတော့ဆေးရုံအေးစီမှာနေပြီးတော့ပုတ်ပြရအဲဒီခုနေတဲ့အချိန်မှာတကယ်တော့ရေးတယ်ဟောရတာအဲဒီကောင်းနေတဲ့ပုဂ္ဂိုလ်ကခဏကတတိယဖြစ်တဲ့လူမျိုးရောင်းနေတာတရားကသူ့ရှိလို့ကိုကြောက်တာတော့တော့ဒီလေဒီကဲကိုယ်ဆွေမျိုးအတွက်ရဲ့ကိုလူတရားအတွက်ရဲ့ဒီဟာတော့ကလည်းအားကနာရှိစိတ်ပိုင်းပြုရတာဒီကဆွေမျိုးအတွက်ကြလို့ရှိရင်ဒီတော့ရတယ်ဟုတ်လားမှန်ပါတော့ရတယ်ဆွေမျိုးကြလို့ရှိရင်အားတော့မယ်တော့တဲ့မရှိပါတော့လားတော့ရတယ်ကိုလူကြတော့သနာပါတယ်နော်တော့ကမရှိဘူးအဲ့တော့ကရုဏာနဲ့တော့ကပြုအဲ့တော့ကောင်းတာကိုကရုဏာလုပ်ကြည့်လို့ရှိရင်ကရုဏာစစ်တော့ဟုတ်ပါဒါကြောင့်လို့ဘုရားတရားမှာ
ရောရန်သူဒီတော့ဆိုရဘူးသောတာဝိရယဆိုရဘူးမနဲ့ကူဟာကရုဏာနဲ့ဝိရောရန်ဒီရဲ့စမှုဝိမေကာဝိရောရန်သူဘာလို့ကရုဏာရဲ့ဆက်တယ်ကရုဏာဆိုတာဝိညာဉ်ဆိုတာရဲ့ဆက်တာမေတ္တာမှာလည်းသူတို့တွေဝိရောရန်သူရဲ့ဒီလိုရှိတယ်အဲ့ဒါကြောင့်လို့ကရုဏာရဲ့ဘာဝတရားဆိုတာဒုက္ခရောက်နေတဲ့လူတယောက်ကဒုက္ခကဲခြင်းနေတဲ့ဘောကိုကရုဏာလို့ဘုရားနော်ရဲ့နဲ့လာတာအိန္ဒိယရဲ့လူလေးတွေအားလေးနေပါဟောတယ်ပါတယ်လည်းလာတာမဟုတ်ပါဘူးအဲ့ဒီလည်းလာတာအကြောင်းအရာလေးတွေပေါ်ကြတယ် true charity ဆိုပြီးတော့တကယ်ကို charity ဖြစ်တယ်ဆိုပြီးတော့ရေးထားတဲ့ဆောင်းလေးကိုအဲ့ဒီဆောင်းမှာဘာလို့လဲဆိုလို့ရှိရင်ဆေးရုံမှာတဲ့လူတယောက်အရှင်းသားရမျက်စိခုကိုရောက်မျက်စိကရအဲ့ဒီညာနဲ့ကြောက်ရတယ်ဒီဆေးကိုပေးတာကိုနေတာဒီလိုပဲဆက်လာတာကိုယ်ရှင်းရတာကအရှိရှာဆေးကိုရောက်လာတဲ့အခါကျတော့ဆရာကတက်စီပြီးတော့ပြန်တက်စီခွဲရတယ်ခွဲတော့ဘယ်ပေါ့အဲ့ဒီတော့ဘုရားဘုမာလည်းတော့ဘယ်တော့ဘယ်ဆက်ရည်ပြီးတော့ရှင်းရတယ်အဲ့ဒါနဲ့အမှန်ရှင်းရတယ်ဆိုအဲ့ဒါကိုကြားတဲ့အခါကျတော့ဆရာတော်ရဲ့အဲ့ဒီကိုပဲထုတ်ပြီးဆရာတော်ကလည်းပြီးတယ်ဆေးဝယ်ဖို့အခါလည်းပြီးတယ်ဆေးဝယ်ဖို့အခါလည်းပြီးတယ်ဆေးဝယ်ပြီးတော့ကြောက်လို့ရှိရင်အိမ်ပြန်ဖို့ရေးပါပြီးဒါပေမဲ့သူ့ဘယ်လိုဆိုတာလဲမပြောသူ့လက်ကလည်းမပြေဘူးသူ့ဘယ်လိုဆိုတာလဲမပြောဘူးပြီးတာကိုယ်တော်ကလည်းဒီလိုမှန်းတယ်ကဲနော်အဲ့လိုဆိုလို့ဆိုလို့ရတယ်တဲ့ကူညီလိုက်ဒီလူစမှန်းပြီးပြီးတော့ဒီလူဘယ်နေရာဆိုတာလည်းမမေးဘူးဒီဆင်းရဲတဲ့အောင်ဘယ်နေရာလဲဘာလို့လဲဆိုတာတော့မမေးဘူးသူ့လိုအပ်နေတာတွေကိုအော်ပေးပြီးတော့အဲ့လိုဒီလူကလည်းဒီလူခုနကဆန်းလာတဲ့သူ့ကိုဝေသေးပူသွားတဲ့လူကဘယ်နေလို့သူ့ကိုသွားပြီးတော့ကျေးဇူးတင်စကားပြောတာလည်းနေတာဒီဟာလည်းတွေ့ဘူးအော်အဲ့ဒါကိုကျူးချရည်ဒီတကယ်ကိုတန်ရှင်းတဲ့ကုသိုလ်ကောင်းမှုတစ်ခုပဲ။ဒါတော့ဒီကုသိုလ်ကောင်းမှုလို့ရှိရင်တော်တော်များများနားလည်တဲ့အားဖြင့်ညာတယ်။ဟုတ်တယ်။ဟုတ်လား။တခုရည်ရွယ်ချက်ရတယ်ခေါ်လို့တယ်။ဒီကျောင်းဆောက်တာချင်းတူတူပဲ။ရသော်ရတဲ့မှာလာရတဲ့အဒီအနာဂတ်ကြီးကျောင်းဆောက်တာနဲ့ဒါရီကြီးကျောင်းဆောက်တာဒါရီကြီးကတကယ်ကျောင်းဆောက်တယ်ဆောက်အနာဂတ်ကြီးကအောင်းကြီးမှာတေဝကျောင်းဆောက်တယ်ကျောင်းဆောက်ပြီးဉာဏ်ရည်ရဲ့အဲ့ဒီသူတို့နဲ့ရောက်ချင်းမတူဘူးဒါရီကြီးကလက်ဆောင်ပြကိုကျောင်းဆောက်ပြီးတဲ့အခါဘယ်လိုဆောက်လဲဆိုတော့အရှင်ဘုရားတဲ့ဒီတော့ပုံညာကြီးကလည်းတက်ခါကြီးကအခုလိုလိုချင်းတော့လက်ကြီးရောက်ချင်းတော့ဟောဒီကောင်းကြီးဆောက်ပါတယ်ဘာလို့အောင်လဲမေးအနာဂတ်တတိယအဲ့လိုမမေးဘူးရသော်ကတော့ရှင်ပြအာနာရဲ့နေတော်ကိုပြီးတော့ဒီလိုမျိုးဆိုဆောင်လို့နိုင်ကြီးရောက်ရှင်လို့ဆိုတော့တော့အမှုရရနေတယ်မပါဘူး။ပါဠိလိုအနာဂတ်တတိယဆိုတာဓမ္မအမြင်ကမြင့်ဒါနဲ့တတိယကတော့မမြင်ဘူးနိုင်ကြီးရောက်ရှင်လို့ဒီလိုတာအဲ့တော့နိုင်ကြီးရောက်ရှင်လို့လုပ်တယ်ဆိုတော့အကြောင်းလည်းတော့မပါဘူး။ဒါပါပါဒါရတယ်လို့ပြောပြီးပြီဟုတ်ကဲ့ဒါရတယ်လို့ပြောလို့လည်းရရင်လည်းသူ့ကိုခေါ်ထုတ်ကြည့်တာအရာလေးကြီးကမြင်ပါတော်ချမ်းသာကိုတွေ့သူကြောင်းဆောက်ပြီးတယ်ဒါတို့ကသူ့အတွက်အားလုံးမပါဘူးသူ့အတွက်မဟုတ်ဘူးတပည့်တော်ဒေဝတော်ကြီးကိုဆောက်ထားပြီးပါပြီအားလုံးအောင်တယ်ဒါပဲဟုတ်ကဲ့မှန်ပါပုံရည်ကြီးကလည်းတကယ်ကြီးကဆိုတော့သူတို့ကလူစိတ်တဲ့ရှင်ဒီလိုအဲ့ဒါလိုပဲလူတွေမှာဘုရားကောင်းပြောတဲ့စိတ်တဲ့ရှင်ကြီးရဲ့ဘယ်လိုမှရှင်းတဲ့စိတ်ဓာတ်မျိုးကတော့ခဏလိုလူရဲ့တို့ပြည့်ရလို့ဒီမှာအခုကြီးလုံးနဲ့တကယ်လို့ဘာလို့လဲဒီဘာလို့ဘယ်လာမရှိဘူးခုနကတည်းက
Again, but who is the one that he were? That he were to be that to the high on the land. Do people somehow the challenge with the high on board? Any joke and the phone should be not. We did phone to be not. To produce a reality over the roof, or to produce a reality to be on the roof. That lamb of my baby, lamb of my baby, who need it. Not one yet, who need it. And true charity is very often in the normal no? In Karuna, warrior, and you have young people, the Guru teacher, who you are Karuna, warrior. Karuna, we made we are many days, Karuna, they are Paranuma,
ကျေနပ်တဲ့သဘောတရားမမြင်နေတဲ့သဘောတရားမကြည့်နေတဲ့သဘောတရားအလိုမရတဲ့သဘောတရားအလုံးထဲမှာဖြစ်မေတ္တာဆိုတာသိခံတယ်ခံလို့တဲ့ဒီဘောကဘယ်လိုဘုံသားတဲ့ဘာဝလေးမရှိဘူးအလုံးပေါ်မှာကျေနပ်နေတဲ့ခံလို့တဲ့အဲ့ဒါမှမေတ္တာနော်အဲ့ဒီမေတ္တာတရားထားရပြီဆိုလို့ရှိရင်မေတ္တာမေတ္တာစိတ်အားခြင်းဖြစ်လာတယ်ဗရဏသုဘောမောကံတော်ပြည့်စုံသောတဲ့ပုဂ္ဂိုလ်အားလည်းမိမိကိုယ်လည်းဒီမိမိသောကြောင့်ဖြစ်ပါပေလို့အကဘာရှိဘုံတော်တဲ့ခင်ရှင်တော်မြတ်တရားသည်အဘောဇာကောင်းစွာအတွေ့ဟောကြားတော်မူခဲ့ပါလေတည်းအလုတရားတရားနောက်တစ်ခုကဘုရားတရားလို့ခေါ်တယ်ဘုရားတရားဝမ်းသာနိုင်ဖို့ပဲတော့ကလူတွေကလူမျိုးတယောက်ချင်းွားလာလို့ရှိရင်ဝမ်းသာနိုင်ဆိုတော့ congratulation လို့နိုင်လို့နော်လူမျိုးရဲ့ချင်းွားတဲ့မှုကိုအတိအမှန်မပြုနိုင်ဘူးအဲ့ဒါအိတ်တာတရားလို့ခေါ်တယ်အဲ့ဒီအိတ်တာတရားကိုဒီနေ့မှာဖယ်ရှားလို့ရလို့ရှိရင်ဘုရားတရားဖယ်ရှားလို့ရတယ်သူများရဲ့ချင်းွားတဲ့မှုဝမ်းသာနိုင်အောင်ပြုနိုင်တယ်အဲ့ဒီဝမ်းသာနိုင်ခြင်းဟာအိတ်တာတရားကိုဖယ်ရှားတာဖြစ်တော့သူဟာလည်းပဲဆိုရကိုဖယ်ရှားနိုင်တဲ့တရားဖြစ်လို့သူဘာကိုသိသိဆောက်ရှောက်တာအလိုရတရားဝမ်းသာနိုင်ခြင်းလို့ဆိုတဲ့ဘုရားတရားဖြင့်အလိုရတရားသူဘာကိုဆောက်ရှောက်ခြင်းလို့ဆိုတဲ့ဘုရားတရားမျိုးဖြင့်ပရံတော်ဝေကံတော်ဒီဆောက်ရှောက်တဲ့ပုဂ္ဂိုလ်အားလည်းမိမိကိုယ်လည်းဒီထိမ့်သိဆောက်ရှောက်ပြီးဖြစ်ပါပြီလို့ဘဂဝါရှိဘုမောလည်းပင်ရှင်တော်ရတရားသည်အဝဇ္ဇကောင်းစွာအတွေ့ဟောကြားတော်မူခဲ့ပါလေတည်းဒီ